အမေတို့အဖေတို့ထားခဲ့တဲ့လောကီအမွေနဲ့မိမိဘဝတိုးတက်ပြောင်းလဲလာတိုင်းဩငါအဖေနဲ့ငါအမေထားခဲ့တဲ့အမွေဟာငါဒီစည်းစိမ်တွေရလိုက်သလိုဟိုမှာအမေတို့တည်ခဲ့တဲ့ကြောင်းလေးပြင်အောင်မှာပဲတစောင်းလေးပြင်အောင်မှာပဲဇေဒီလေးထုံးသင်္ကန်းရွှေသင်္ကန်းကတ်အောင်မှာပဲဆိုပြီးတော့တတိတရားနဲ့လောကုတ္တရာအမွေကိုလည်းခံရတယ်အဲ့ဒါမှအမွေခံထိုက်တဲ့သာသမီပိသားတယ်ဟုတ်လားဒီတော့ပြိဿရဲ့၃ချက်သာပြည့်သွားတယ်အဲ့ဒီအထဲမှာကိုဟာအားကောင်းကောင်းနဲ့ရေရင်ဝန်းလက်ခမောင်းခတ်ပြီးတော့ပြည့်စုံပါတယ်လို့ပြောရတဲ့လူပါသလားဘာဖြစ်လို့မပါဘူးမပြည့်စုံနေလို့ဘယ်တော့ပြည့်စုံမှာမဲပြည့်စုံအောင်ကြိုးစားပါမယ်သာဓုရဟုတ်လားကျွေးမွေမပြတ်ဆောင်ရွက်စီမံမွေခံတိုက်စေလူမြဝေ၍မိဘနှစ်ပါးမိမိကိုရင်ဝင်ထဲမှာနှုတ်ချိုတိုက်ကြွေးအိုအိုအေးနဲ့သချင်းလေးနဲ့ချော့သိမ့်နေတဲ့အချိန်အမေတို့အဖေတို့ရဲ့မျက်လုံးအစုံမှာအာကောင်းကောင်းနဲ့အရင်အနီးကြီးစွာမျောလင်းတဲ့မျောလင်းချက်ကဟေးငါတို့ဟောဒီလောကကြီးရဲ့ကနေသေဆုံးထွက်ခွာသွားရတဲ့အချိန်ဘယ်လိုဘဝကိုပဲရောက်ပါစေကြံရစ်ခဲ့မဲ့ဟောဒီငါသားကြီးကြီးလာရင်ငါသမီးကြီးကြီးလာရင်ကွယ်လွန်သွားတဲ့ငါတို့ကိုရည်မှန်းပြီးတော့ဒါနကုသိုလ်တွေပြုလိမ့်မယ်သီလကုသိုလ်တွေဆောက်တည်လိမ့်မယ်ဘာဝနာကုသိုလ်တွေပွားများလိမ့်မယ်သူတို့ရတဲ့ဒါနသီလဘာဝနာကုသိုလ်တွေပြုပြီးသွားတိုင်းမှာဖြင့်အဖေအမြယူတော်မူပါအမေအမြယူတော်မူပါလို့ငါတို့ကိုအမြပေးဝေလိမ့်မယ်ဟောမျောလင်းချက်ဟာပြိဿသေသွားတဲ့ဘဝအထိမမျောလင်းဘူးလားလူသားတယောက်ဒီဘဝကနေပြုတ်သွားပြီးသေဆုံးသွားပြီဆိုရင်ပြိဿဂတိ၅ပါးရှိတယ်လူဖြစ်ရင်ဖြစ်မဖြစ်ရင်နတ်ဖြစ်အဲ့ဒီကောင်းတဲ့နတ်ဘဝမဖြစ်ဘူးဆိုရင်ငရဲဖြစ်မဖြစ်ရင်တိရစ္ဆာန်ဖြစ်ကဲငရဲနဲ့တိရစ္ဆာန်ဖြစ်သွားရင်လည်းသာဓုမခေါ်နိုင်တော့ဘူးလူနဲ့နတ်ဖြစ်သွားရင်လည်းကောင်းတဲ့ဘဝရောက်သွားလို့သာဓုမခေါ်နိုင်တော့အဲ့ဒီမှာဝမ်းနည်းစရာကောင်းတာကသေဂာနီးဆဲဆဲလေးမှာသာသမီဆွေမျိုးပစ္စည်းဥစ္စာအရာရာတစ်ခုခုကိုနှောင်ဖွဲပြီးတော့တန်ရောစင်နဲ့သေသွားရင်မကျွတ်လွတ်တဲ့ပြိတ္တာကြီးဆိုပြီးတော့ကိုယ်အနီးနားမှာပြန်ဖြစ်တတ်တယ်ဟုတ်လားဒီတော့တန်ရောစင်တမြင်နဲ့မကျွတ်မလွတ်တဲ့ပြိတ္တာကြီးဘဝများအမေနဲ့အဖေအကယ်၍များရောက်ခဲ့မယ်ဆိုရင်မသေးခင်ကိုယ်ကိုနှိုးကြိုးတိုက်ကြွေးတဲ့လူမမယ်အရွယ်လေးတွေကမျောလင်းထားတဲ့အတိုင်းငါသားလေးကဘယ်အချိန်များအများဝေမလဲငါသမီးလေးကဘယ်အချိန်မှအများဝေမလဲလို့အမေတို့အဖေတို့များတမလွန်ဘဝပြိတ္တာကြီးဘဝကစောင့်မျှော်နေကြမယ်ဆိုရင်ကဲသားသမီးကအမေနဲ့အဖေသေသွားပြီဘာမှမဆိုင်တော့ဘူးဆိုပြစ်မြန်ထားရင်ဝမ်းနည်းစရာမကောင်းဘူးလားမမြင်ရတဲ့အမေတို့အဖေတို့ရဲ့ဘဝကိုမမြင်ရတဲ့မျက်ရည်တွေကဒုက္ခပေးနေလိမ့်မယ်။အော်ငါတို့ကတော့မျောလင်းချက်ကြီးစွာနဲ့မွေးခဲ့လိုက်ရတာငါတို့သားသမီးတွေကငါတို့သေသွားတဲ့အချိန်ရောက်တာတောင်မှငါတို့ကိုယဉ်မှန်းပြီးတော့ကောင်းမှုကုသိုလ်လေးမပြုကြပါလားလို့တမလွန်ဘဝကများအဖေနဲ့အမေမျက်ရည်ဆက်လက်နဲ့ကြာရအောင်မယ်ဆိုရင်ဝမ်းနည်းစရာမကောင်းဘူးလားဒီတော့အာလုံးတို့တရားဓမ္မတွေဟောဒီထဲမှာအဖေနဲ့အမေနှစ်ယောက်လုံးရှိသေးတဲ့ပုဂ္ဂိုလ်တွေလည်းပါရင်ပါမယ်ဒါမှမဟုတ်ရင်အဖေသေဆုံးသွားပြီးတော့အမေသာကြံခဲ့တဲ့ပုဂ္ဂိုလ်တွေလည်းပါရင်ပါမယ်ဒါမှမဟုတ်ရင်အမေသေဆုံးပြီးတော့အဖေသာကြံခဲ့တော့တဲ့ပုဂ္ဂိုလ်တွေလည်းပါရင်ပါမယ်အေးနောက်ဆုံးမိဘနှစ်ပါးလုံးသေဆုံးသွားတဲ့ပုဂ္ဂိုလ်တွေလည်းပါနိုင်တယ်မပါနိုင်ဘူးလားဦးဇင်းတို့ဒီပင်လည်းအဖေဆုံးသွားပါပြီဟုတ်လားဒီတော့ပြောလို့တာကပြိဿကိုယ့်ကိုမျောလင့်ချက်ကြီးကြီးနဲ့စောင့်မျောနေမဲ့အဖေတို့ရဲ့မျောလင့်ချက်ကိုဒီဘဝကကိုမပေးရင်ဟိုးမမြင်ရတဲ့အဖေတို့အမေတို့ရဲ့ဘဝကြီးဟာဘလောက်ပူလောင်လိုက်မလဲဆိုတာစဉ်းစားကြည့်ရင်ကြောက်စရာမကောင်းဘူးလားဒီတော့ပြိဿကိုပြန်ပြီးတော့သုံးသပ်ကြည့်ပါငါဒီသေဆုံးသွားတဲ့အဖေတို့အမေတို့ကိုရည်မှန်းပြီးတော့ဒါနသီလဘာဝနာကောင်းမှုတွေပြု၍ဘယ်နှခါများအမြဝေခဲ့ပြီးပြီလဲဘယ်နှကြိမ်များသာဓုခေါ်အောင်ဆွမ်းဆောင်ခဲ့ပြီးပြီလဲပြိဿရေစဉ်းစားကြည့်စမ်းပါအမတ်တမဲ့နဲ့နေနေတဲ့သားသမီးတွေအများကြီးမရှိဘူးလား
ရှိတယ်ဒါကြောင့်ဥစဉ်ကဒီမှာကွယ်လွန်သူမိဘအဘိုးဘွားများရည်စူးရေးဆိုတော့သိဝမ်းသာလာပဲဘာပဲပြောပြောကိုကောင်းကိုပြုနိုင်လို့ပြုတဲ့အချိန်မှာအခုဦးဝင်းနိုင်တို့ဒေါ်ကြီးကြီးမီတို့တတိတရားနဲ့မိဘနှစ်ပါးကိုရည်စူးလိုက်တယ်ဆိုရင်ကျန်တဲ့သားသမီးတွေလည်းဒီတိုင်းပဲဖြစ်ရမယ်ဟုတ်လားဦးဇင်းတို့ဘုန်းကြီးဆိုပေမဲ့အမှတ်တမဲ့မနေဘူးနေတိုင်းပြေးရွတ်တယ်ပဋ္ဌာန်းရွတ်တယ်တရားထိုင်တယ်ဘုရားကိုတောက်တော်ကြီးတွေနဲ့ကပ်ပြီးတိုင်းည12နာရီမထိုးခင်17နာရီခွဲလောက်ရောက်ပြီဆိုတာနဲ့အဖေကိုတခြားခေါ်ဖိတ်အမြတ်တမ်းနေပြီးဝေးနေတိုင်းပဲလုပ်ရပါတယ်ဘာဖြစ်လို့လဲအဖေမျော်လင့်နေမယ်ဆိုတာကိုယ်တိုင်လည်းသိနေတဲ့အတွက်ကြောင့်ဒီမျော်လင့်ချက်ဟာတရက်မဟုတ်တရက်တနေ့မဟုတ်တနေ့အဖေမျော်တဲ့အချိန်နဲ့ကိုပေးတဲ့အချိန်များတိုက်ဆိုင်သွားရင်အဖေဟာအာရပါရသာရုခေါ်ကျွတ်တန်းဝင်မှာပဲဆိုတဲ့အသိစိတ်ဟာအမြဲတမ်းနှိုးဆော်နေလို့ပါဟုတ်လားဒီတော့အာလုံးသောဒုဒကဓမ္မပေါင်းသူတော်ကောင်းနေအမေနဲ့အဖေကိုတကယ်ချစ်တယ်တကယ်မြတ်နိုးတယ်တကယ်တန်ဖိုးထားဆုံးမကြတယ်ဆိုရင်ကွယ်လွန်သွားတဲ့မိဘနှစ်ပါးကိုဘဝမှာခြားသွားပြီဆိုပြီးတော့ပြင်မထားပါနဲ့အမေတို့အဖေတို့မျောလင်းသွားတဲ့မျောလင်းချက်နံပါတ်၄ကအမြတ်တမ်းပေးဝေဖို့ကြံပါသေးတယ်ဟုတ်လားပြောငါကောင်းမှုတွေဘလောက်အမြဝေပေးပြီလေလို့စဉ်းစားဖို့လိုပါတယ်မဝေရသေးရင်ဘာလုပ်မလဲဝေရမယ်ပြိဿအလှကြီးကိုစီတီးဖြောတိလှူနေမှာမဟုတ်ဘူးနေ့စဉ်မိမိရဲ့ဘဝထဲမှာပဲဆွမ်းလေးကပ်ပန်းလေးကပ်ရေချမ်းလေးကပ်အိမ်မှာဆွမ်းကန်ကြွတဲ့ဘုန်းကြီးလေးပဲဆွမ်းရင်တစ်ခွက်ဆွမ်းလေးတော့ဆွမ်းလောင်းပြီးတော့အဖေနဲ့အမေကိုအမျှဝေရင်မရဘူးလားရတာပဲသို့တော်ပြိဿအလွန်လွယ်တဲ့အလုပ်ဖြစ်ပါလျက်ကဲနဲ့အတော်မေ့နေတဲ့သားသမီးတွေအများကြီးမရှိဘူးလားရှိတယ်ဒါဆိုရင်အဲ့ဒီသားသမီးတွေအမွေခံထိုက်ပါမလားပရိသတ်ရေကိုပြန်ပြီးတော့သုံးသပ်ကြည့်စမ်းမှာငါတရားမွေခံထိုက်တဲ့သားသမီးဖြစ်နေသလားအမွေခံမထိုက်တဲ့သားသမီးဖြစ်နေသလားစဉ်းစားကြည့်ရဲကြီးစဉ်းစားပြီးရင်မြန်ကြီးပြင်လိုက်အချိန်မမီဘူးလားမိပါသေးတယ်ဟုတ်လားဒါဆိုရင်စောင့်နေမျိုးနွယ်ဝန်ကားသွဲကျင့်မွယ်သားတို့တာအမေတို့အဖေတို့ရဲ့နောက်ဆုံးမျောလင်းချက်ကလည်းအံ့ဩလောက်အောင်ကိုချီးမွမ်းလောက်ပါတယ်ဟုတ်လားလောကကြီးထဲမှာကိုမရှိတော့ဘူးပြိတ္တိဖြစ်ချင်ရဖြစ်ဆိုပြီးတော့များမေတို့ဖေတို့လောကကြီးထဲကထွက်ခွာသွားတာဟုတ်ရလားစဉ်းစားကြည့်လားငါတို့အမျိုးကဘုရားတရားသံဃာယရဏမြတ်သုံးပါးတဲ့ကံရဲ့အကျိုးကိုပြတ်သားစွာယုံကြည်ကြတဲ့ဗုဒ္ဓဘာသာမျိုးနွယ်စုတွေဖြစ်တယ်ငါတို့ရဲ့ဘိုးဘွားပွေပင်လက်ထက်ကလေးကဟောဒီဗုဒ္ဓသာသနာကြီးကြီးပွားတိုးတက်အောင်ဆောင်ရှောက်လာခဲ့တာဖြစ်တယ်အေးငါတို့မှာဟောဒီသာသမီတွေလောကကြီးမှာကြံရည်အောင်ထားခဲ့တဲ့အတွက်ကြောင့်ငါတို့ရဲ့ဗုဒ္ဓသာသနာကြီးကလည်းဘယ်တော့မှမကွယ်ပနိုင်ဘူးမွေးဖွားလို့ကြံခဲ့တဲ့ဟောဒီငါသားငါသမီးတွေကငါတို့ရဲ့ဗုဒ္ဓသာသနာကြီးကိုနေအောင်လက်အောင်ပမထွန်းလင်းပြောင်းနေအောင်အမြဲတမ်းအမွေခံဆက်ထိန်ဖို့ရန်အမျိုးအနွယ်ကိုစောင့်ရှောက်ပေးကြမှာလို့ကိုလူမျိုးကိုစောင့်ရှောက်ပေးဖို့ရန်အတွက်လေအမေတို့အဖေတို့မျှော်လင့်မြန်နေကဲကိုလူမျိုးကြီးလောကကြီးတွေကပျောက်မသွားအောင်အမေတို့အဖေတို့မမျှော်လင့်ခဲ့ဘူးလားမျှော်လင့်ခဲ့တယ်စောင့်လေမျိုးနွယ်တဲ့ကိုယ့်ရဲ့မြန်မာကိုယ့်ရဲ့ဗုဒ္ဓဘာသာဆိုတဲ့စောင့်လေမျိုးနွယ်ခုံဟာအခါတဲ့သာသမီတွေအစဉ်ဆက်အစဉ်ဆက်ထိမ့်သိမ့်ဖို့မလိုအပ်ဘူးလားလိုအပ်တယ်အဲ့ဒါမှပရိသတ်ရေကိုယ့်ရဲ့မြန်မာဆိုတာဒီကနေ့ကမ္ဘာမှာနှစ်ပေါင်းများစွာကြာလာခဲ့တဲ့မြန်မာဟာပျောက်သွားပြီလားရှင်းရှင်းဘိုးဘွားပြီးပင်လက်ထက်ကစောင့်ရှောက်ထိမ့်သိမ့်ခဲ့တဲ့မြန်မာဆိုတဲ့ဂုံလေးရှိနေလို့ကြံနေတာကျွတ်တို့လက်ထက်ကြမှာတောင်လုံးမြောက်လုံးတောင်တွေးမြောက်တွေးအတွေးခေါ်တွေမှားပြီးတော့ဘာသာကြလင်လို့ပေါင်းသိမယ်ဆိုရင်ကျွတ်တို့မျိုးနွယ်ကြီးကကြောက်စရာမကောင်းဘူးလားကြောက်စရာကောင်းတယ်စောင့်လေမျိုးနွယ်ဟောမယ်ဆိုရင်မိုးလင်းလောက်တယ်နော်ပြိဿဟောဒီထဲမှာတို့ညီမငယ်တွေအရွယ်တွေအများကြီးပါတယ်မြန်မာဗုဒ္ဓဘာသာဟုတ်တယ်မို့လားအမေကလည်းမြန်မာဗုဒ္ဓဘာသာအဖေကလည်းမြန်မာဗုဒ္ဓဘာသာဘိုးဘွားဘီပင်ကိုမျှော်ကြည့်လိုက်စမ်းပါမြန်မာဗုဒ္ဓဘာသာကိုယ်လက်ထက်ကြမှာပြိဿရေတခါတဲ့ပြောကြသေးတယ်တချို့ကမလေး open the door တဲ့ဒီခေကြီးကတခါပေါက်ဖွင့်ထားတဲ့ခေကြီးတဲ့အုံနောက်တွေဖွင့်ထားနှလုံးသားတွေဖွင့်ထားကလားတော့ဗမာတော့တရုတ်တော့နားမလဲဘူးကြိုက်ရင်ယူချလိုက်တဲ့သွားပြီဟုတ်လားအဲ့တော့ပြိဿ open the door တကားပေါက်ကြီးဖွင့်ထားတယ်ဆိုတာအုံနောက်တကားပေါက်ပဲဖွင့်နှလုံးသားတကားသွားမဖွင့်နဲ့အကုန်ဝင်လာလိမ့်မယ်
ဟုတ်တယ်မို့လားပရိသတ်လှတာမြင်မကြည့်ကျင်ဘူးလားမှန်မှန်ပြောလှတာမြင်မကြိုက်ဘူးလားကြိုက်ပြီးရင်ပရိသတ်အဲ့ဒီဟာနှလုံးသားကကြိုက်တာအုံနောက်ကနေပြီးတော့စဉ်းစားမယ်လှကျင်သလောက်လှကြိုက်ကျင်သလောက်ကြိုက်ဟေးဒါကမြန်မာရွှေမြန်မာရွှေဗုဒ္ဓဘာသာသူကဘာကောင်းကြီးလဲသွားခဲတော့အဲ့လိုအုံနောက်ကလိုက်နေရမယ်လှတာမြင်တိုင်းတော့ကြိုက်မယ်ဆိုရင်ပရိသတ်ကျွတ်တို့ဗမာဘုန်းကြီးတွေမြန်မာနိုင်ငံပြန်လာတဲ့အကြောင်းရှိပါမလားဩဘာကြီးကြလဲဟမ်ရှိတာကိုကျုပ်ပြောကျွတ်တို့လည်းပုထုဇဉ်ပဲလှတာမြင်မမြင်ဘူးလားပိတ်ထားလို့ရပါမလားဟာကွာလေးတောင်နေသေးတယ်ကွာချောလိုက်တာကွာပြောတယ်မပြောဘူးလားပြောတယ်သို့တော့ချောချင်သလောက်ချောပါစေကွာငါ229သိက္ခာပုဒ်တဲ့ဖုံကြီးပဲကွာဆိုပြီးပြီဘာမှမတတ်နိုင်တော့ဟုတ်တယ်မလားပရိသတ်အတိနဲ့တတိခံစားချက်နဲ့အုံနောက်တွဲပြီးတော့အမြဲတမ်းထားဘယ်တော့မှမမားဘူးဟုတ်လားအဲ့ဒီလိုမှမဟုတ်ဘဲနဲ့လားပရိသတ်ကိုနာကတ်လာသမျှဆို okay ပြီထင်ပြီးတော့ပါသွားမယ်ဆိုရင်ပရိသတ်သင်္ကန်းတော်မှတစားစီပဲ့ထွက်သွားအောင်ဟုတ်လားဟုတ်တယ်မလားအဲ့တော့ပြောလို့တာကကိုဟာမြန်မာဆိုတဲ့အသည့်ငါဟာမြန်မာရဲ့အမျိုးအနွယ်ကိုစောင့်ထိန်ရမယ်ဆိုတဲ့တတိတာရှိပြိဿလှကျင်တဲ့လောက်လှကိုနှလုံးသားကိုထိခိုက်ပါမလားအခုတော့ပြိဿရဲ့ကျွတ်တို့ရွှေမြန်မာတွေဟာရွှေမြန်မာနဲ့တော့ပြောနေတာပါတခါရွှေရတဖြည်းဖြည်းနဲ့ပေးရကြလာဟိုးစိကရက်ဘူးတွေကလရွှေလောက်ဆင်းကြံတော့ဟုတ်လားအဲ့ဒါမျိုးလည်းမဖြစ်စေနဲ့ဟုတ်လားအဲ့တော့ဦးဇင်းတို့ပြောလို့တာကစောင့်လေမျိုးနွယ်ဆိုတာကဘုန်းကြီးတွေရေတောက်ဟောနေလို့လည်းမရဘူးမြန်မာမျိုးသမီးတွေကိုယ်တိုင်ကစောင့်ရှောက်ရမှာဟုတ်တယ်မလားခုနကပြောသလိုပေါ့လှတာမြင်ရင်ကြည့်ခြင်းပဲလှတာမြင်ကြိုက်မယ်သို့တော့အဲ့ဒီကြိုက်တယ်ဆိုတဲ့နှလုံးသားကဖြစ်ပေါ်လာတဲ့ခံစားချက်ကိုအုံနောက်ကချက်ချင်းတကားပိတ်လိုက်ဟေးမဖြစ်ဘူးဆိုရင်ပြိတ္တတတိဝင်မသွားဘူးလားခုမြင်ခမများတို့ဒီမကွေးမှာတော့မသိဘူးရန်ကုန်မှာဖြစ်နေတဲ့ပြဿနာပြိတ္တကိုရီးယားမင်းသားကဗမာမင်းသားတဲ့ပါနေပြီဟမ်မကွေးမှာကိုရီးယားမင်းသားကြိုက်ကြမယ်လားဟောဗျာကျုပ်ကမကြိုက်ဘူးမှန်ဟုတ်လားကျုပ်တို့လည်းကိုရီးယားမင်းသားမင်းသမီးကိုကြိုက်လို့မရဘူးဘာလို့မောင်းတဲ့ကိုထည့်ထောင်းနေတာဘာဖြစ်လို့လဲသိလားဗမာပြည်ကျုပ်တို့ပြန်ရောက်ခါစားဘာတူလဲချွန်စောနဲ့အွန်စောဖြစ်စားနေတာရန်ကုန်မှာတရားပွဲ9နာရီစလို့ကိုမရဘူးကောဘကလည်းဘုံဘုံရေခဏလေးဆွဲထားပါဖြတ်ထားပါဘာဖြစ်လို့တော့ဟာတယ်လီဖုန်းနဲ့စကားမပြီးသေးဘူးတဲ့ဒီနေ့ကဂျွန်စောနဲ့အွန်စောဒုက္ခပါပဲကွာလို့ဂျွန်စောနဲ့အွန်စောလာတော့လေကျွတ်တို့ဘုန်းကြီးကပဲအရှုံးပေးရတာ7 နာရီမှကျောင်းကထွက်သူတို့ကလည်း7 နာရီတုန်းမှပလင်မောဘုန်းကြီးရောက်မှပဲအင်ရဆင်းလာကြတော့တရားပွဲ7 နာရီမှစရတယ်ဟုတ်လားဩဂျွန်စောနဲ့အွန်စောပြီးသွားပြီဆိုတော့ပျော်လိုက်တာဟာဒီကောင်နှစ်ကောင်ပြီးသွားရင်တော့ငါတို့တရားပွဲ9 နာရီစလို့ရပြီလို့ဟုတ်လားကားလေးသပြီးတော့ပြင်မယ်ထွက်မယ်လောက်ခါချင်းဘုံဘုံရေမလာနဲ့အောင်အခုကောင်ကပူမိုက်တယ်ဘာလို့လဲဆိုဒရိုက်တာရင်တဲ့ဟုတ်လားသွားပြန်ပြီဒါရိုက်တာရင်နဲ့တွေ့တော့လဲကျုပ်တို့ပဲရှုံးတာပဲကဲမထူးဘူးကွာဒီလောက်တောင်ကြိုက်တဲ့လူကြိုက်ကြတာဟာငါတို့ရှုံးရင်လည်းရှုံးမသိတော့ဟုတ်လားဒါရိုက်တာရင်ပြီးပြီလည်းပြောရောဒီကြားထဲမှာပါသေးတယ်တချို့ကကျင်းတဲ့အောင်မြောက်တာပါသေးတယ်ဗါတယ်ဟုတ်လားကျုပ်ယောဂီဖွားကြီးတွေခင်ဗျားတို့မင်းညတော့ဘာလို့တရားစကားမလဲဖုံဖုံရဲ့တဲ့အာနာပါတယ်တဲ့ရှောက်ရမှာဘာဖြစ်ရှောက်စမ်းမအားမလဲမင်းညမင်းသားတွေတအားလာတာတဲ့ဒါကြောင့်မလာနိုင်ဘူးတဲ့60ကျော်နေပြီဟုတ်လားအဲ့တော့ तू ကရောရောက်ပြောတယ်ဖုံဖုံနဲ့ပြောရမှာနောက်ထပ်အားနာတာရှိပါလေအိုင်မင်းသားလေးတဲ့ဖုံဖုံနဲ့ခက်စင်စင်တဲ့ဟုတ်လားဩကျုပ်ကအဲ့ကြတော့နည်းနည်းကြည့်တော့ဩမဆိုးပါဘူးလို့ဟုတ်လားကြည့်ပါလို့သေချာကြည့်နော်လို့နောက်ထပ်ဘယ်နေရာတွေတူသေးလဲလို့ဟုတ်လားအဲ့တော့ပြိဿရဲ့အဖွားကြီးတွေဒါရင်ရတော့ကြိုက်တာအဲ့တော့ဩပြီးသွားပြီပေါ့လေဒါရင်ပြီးရင်လည်းတို့တရားပွဲ9 နာရီစမှာဟောမကြဘူးသူတို့စကားဆုံးမဆုံးနိုင်ဘူးဟာခင်ဗျားတို့ဟိုမင်းသားပြီးသွားပြီဆိုလို့တရားပွဲ9 နာရီမစသေးဘူးဆိုဟာဘုံဘုံရင်နောက်တစ်ယောက်လာပြန်ပြီသူတို့ဒရိုင်ဘာကင်းနဲ့ဟုတ်လားဒရိုင်ဘာကင်းဆိုလို့ကျုပ်ကတော့ငငယ်ချောလေးမှဘယ်မှာတော့ခင်ဗျားတို့ဒရိုင်ဘာကင်းကျုပ်ကကြည့်လိုက်တာဟိုမှာအဖွားကြီးဒီကနီးနေပြီဟုတ်လားအဲ့ဒါလည်းသူတို့ကြိုက်တာပဲဟုတ်လားနောက်ဆုံးပြိဿရေဘာမှမရောက်တော့ကိုကအဲ့ဒီမှာရောပါသွားဟုတ်လားဘာဖြစ်တရားပွဲမရှိတဲ့နေ့ကျရင်မထူးဘူးသူတို့တော့ပြောမှလည်းငါတို့ကြည်ပူအောင်လို့ကြည်ထားမှာပဲဟုတ်ကြကြီးတဲ့နေ့မှာတိုက်ဆိုင်ရဟန်းမသမီးတွေဖုံးဆက်တယ်ဖုံးနဲ့ဒီနေ့တရားပွဲမသွားဘူးလားမပေးဘူးဟာဒီနေ့မရှိဘူးဘာလုပ်နေလဲဖုံးနဲ့အေးနင်တို့လိုပဲငါလည်းစကားကြည့်နေတာလို့အမလေးတဲ့တပည့်တော်တို့ကြော်ညာဝင်တဲ့အချိန်မလို့ဖုံးကိုဆက်တာပြီးရင်ကြည့်အောင်ပါတဲ့ဟုတ်လားအဲ့တော့နင်တို့ကဘသူ့ကိုကြည့်ပြီးဘာပြောနေငါလည်းကြည့်တာကြည့်တယ်လို့ဟာဖုံးအဲ့မင်းသားလေးချောတာလေတဲ့အရင်ကောင်းနေအပလာဖြစ်သွားပြီတဲ့ဟာဘသူတော့ငါပြောပါလို့လီအောင်ကြီးလေးသာလားအောင်မလေးပရိသတ်ဖြစ်ကျင်တော့ကျုပ်ကလည်းမြင်တာလီအောင်ကြီးတစ်ခါမှမမြင်ဟုတ်လားအဲ့တော့ဖုံးမောလည်းကြည့်တယ်လည်းပြောသေးဘာကိုကြည့်ပြီးဘာကိုကြိုက်နေမသိဘူးလို့ငါတော့အဲ့ဒီကောင်အာယုံဆိုင်လို့ကိုမရအောင်ငါမြင်တာလဲအွန်စောတယောက်မြင်တာပဲလို့
on so a lay out to a machine from one on so is watching Leon J. I did room of your name, look at Janeco ball. Hello, Brenda. Yoludaga, who Bama Menaga Nebido, Korea Menadi, Jaimani Buddha. Jiva, Jaiba. Have you made a Brenda Parmadone? The other machine. Arab Yojanabe, soundly muners or Arabic. Purus in the Bawaya, Narami, Chachime, Chijime, Kone Atani Jai, Kanakana Jajeme, Todo Breda, Senda like Bo, Kua soundly mune, oh, Yama, Buddha Bada, Naruka, Ko Muku, and Weku Bada, Dadanago, Social Tenema, Tuye Bada Dadana, Lumuha, Kavati, the Utinima, Bo, so the Dilena, Ne, Amiro, Apiroe, Yolin Jagule, Pia Yaude, Paya Zagagule, Natoya Yaude. How do you know? You have a lecture with me. Dream with my dear son, you see, ma'am, we can't say, Lumia, we soundly, Munwe, the breathing, Ajato, Pido Babi, Eri Ajagonio, Lina, the Midi, and we can't tighten the Midi, Chiba Lame, Ni Almani, Dimalina, Magento Musoya, the Midi, and we can't tighten the Midi, Chiba Lame. You know, go bed him a palesra, I'm a baby villa. Bed him a bar. Bed him a bar. Belemo for him, Semachin, the hours of Bida Machine, no? Melo, Mabiolo, sing home, Mole, Lemasi, huh? Every day, Ding Aja Liha, a madam, Bobo Lino, Gingelia, Yala, Linga Lizaro, a madam, Manirula. Jimajiula Paduri down. Tata media down, you're a fully finding at the Homajala. Maliponi, the video, Yojan as a Hari, Kuro goes up your bed, I'm never hoisting a Hokumu, Landu Oma, so we don't say goodbye and bound home. Hello, Brenda. Avoid one that I'll let you got the Hopa, that video and Vivadi at the Vojala, and Aru goes up your bed. Tavimelo, a cone only one lamine. Oh, hola. Honoa, Poy don't leave a Jama time, because a Gari Pioni. Jaunagan, Jama, and Poy in a Madrid Jalo, so be okay. John Dwajao, he does here in the Madrid Jalo. Oh, Jow now when you Doyam Madan, Pointy, the Yamian Tiny, the Lamadibu, Doja, the Yamatine, the Atine, do it, no such human, oh, when I know. Pointy, the Yamatine, any Nijama, you know, and you are here, John Joe. The every day, Badunia, Badua, Baluba, Badua, Baduna, Badunia, Babini, and Bioni, John the Gaya, Yana, Biana, Takamayu, Lego, Mima, to Pianya, oh, Hella. I don't Tagamaya, she you need a point at Dubola, point never do it, Bagisa Jamale. Aleda Mimaya, a boy pointy, you are there, young day meeting, Bionina, to in Ayokanibi. Kuleve, they may be on a go in Ayokanibi. Hala. Tata Miligo, Mibariga, Kilo Mione, Wada, Alonga Tamalago, Tadami, what they are to be done, Mabiola. Mamma, Natamiro, what they are so in a Dizaga, Manes, Agabe, Miva Nabaye, Genega, Atlega, Mio Dinja, Namio Soile, a long Manes, Agabe. Hola, that's every day, Loga, Takadagama, a day, Jibim, Biomian, to ya that day, Takadaga, Biomian, Jibim, a day, Jetta Dale, she, that the Miliga, Mangambido, Mibariga, Palacha, Shinidale, Miomia, so she that day. Mashimula, Yamwe Sado. Hello, brother. The Chu, Midazu Boarima, Judo, Yuari Malesi, Muri Malesi. Tali the Miliga, Poini, Yiniamo, Kade, Badai, Sabidi, Liza, South Sabidi, Pide Kajaro, Aden Pue, Hola, Padadiana, Yijimu, Lungani, Lonely Women, Inga, Viva Nabaga, Domio, Mio, Big Need a Viva Nabayo, Mashibula. Ah, Breda, Anyayi, Hola, Todo Miamia Lesi. Hello, Breda, Senaji. Tata Miliga, Paya Jonga, Mutuame, Badai, Bueni, Matuame, Kaya, Kudorine, Yaoyume, Waziga, Kudorine, Aya Bayane, Hejubio, Daidonime, Erilo Tata Miliga, Aya Bayane, Baratana, Lunga, Lima, Swan, Lunivime. It the Jodajo, Imajane, Biga, the Nigo, Molinga, Mojoba, Luma, Malo, Labai, Zaima, Tai.
တီဗီကလာတဲ့ဘောလုံးပွဲကိုပရိသတ်လောင်းလို့မနိုင်တာတစ်မျိုးလောင်းလို့နိုင်တာတစ်မျိုးအကုန်လုံးအချိန်ကံပေးပေးတေးတေးနေတဲ့အဖေကြီးတွေလည်းရှိတတ်ပါတယ်မရှိဘူးလားတချို့အမေတွေပို့ဆိုးသေးတယ်ထမင်းကစောင်းတင်အတက်မဝဲဘူးတခါတည်းတရင်ဝင်ထွက်တယ်နံပါတ်ရှာနေတဲ့အမေကြီးအများကြီးပဲမရှိဘူးလားသားသမီးကဘုရားကျောင်းကရောက်နေပဲအိမ်ကအမေကမနေ့9နာရီထမင်းမချက်ရဘာဖြစ်လို့မနေ့ထမင်းစားခဏအတွက်နံပါတ်ရှာလို့ကောင်းတော့ရှိတယ်ဟုတ်လားအဲ့ဒီလိုမိဘတွေရောမရှိဘူးလားအဲ့တော့ပြိဿအဲ့ဒီလိုမိဘတွေရှိနေတဲ့အခါကျတော့မိဘတွေရဲ့နှလုံးသားမှာတကယ်တော့ကောက်ချက်ချလိုက်ရင်တရားတရားမရှိလို့ပဲဟုတ်လားဖယားကိုမယုံကြည်တာတရားကင်းလို့တရားကိုမယုံကြည်တာတရားကင်းလို့သံဃာကိုမယုံကြည်တာတရားကင်းလို့မိမိပြုလုပ်လိုက်တဲ့ကောင်းမှုကံသည်ကောင်းကျိုးကိုပေးမယ်မကောင်းတဲ့အကုသိုလ်ကံသည်မကောင်းကျိုးကိုပေးမယ်လို့ယုံကြည်မှုမရှိသေးတာသည်တရားမရှိလို့တဲ့တရားမရှိတဲ့မိဘနှစ်ပါးကဘာသာတရားကိုဥပေက္ခပြုနေပေမဲ့သာသမီလေးတွေကဘာသာတရားနဲ့အလွန်ကိုနီးကပ်နေတတ်တယ်ဒီတော့အဲ့ဒီလိုသားသမီးနဲ့မိဘကြားမှာပြဿနာဘယ်ကစလဲဆိုရင်အဲ့ဒီကကြတော့ပြောင်းမြန်သားသမီးကအဖေနဲ့အမေကိုအားမလို့အားမရဖြစ်ရတာရောမရှိဘူးလားအဲ့တော့အားမလို့အားမရဖြစ်ရင်းကနေသားသမီးလေးရပြောဟာဘီတို့မိတို့ကလည်းဗျာဘုန်းကြီးတွေကနေအစုံကလာပြီးတရားဟောတာခင်ဗျားတို့ကဒီတရားပွဲလေးတော့သွားမနာကြဘူးလားပထမတော့ပြည့်ပြည့်သားသားပြောတယ်နောက်ကြတော့တော့ကွာပြောမနေချင်ဘူးဘာဖြစ်မဲ့ဟာကြီးလည်းမသိပါဘူးဆိုပြီးတော့ပြိဿဝစီကံနဲ့လည်းပြစ်မှားမိတတ်တယ်ဟုတ်လားဒါကြောင့်အဲဒီလိုမိဘများများနေရတဲ့သာသမီတွေပါခဲ့ရင်အဖေနဲ့အမေဘာကြီးပဲဖြစ်နေပါစေကာယကံနဲ့လည်းမပြင်းပါနဲ့ဝစီကံနဲ့လည်းမပြောဆုံးမပြင်းပါနဲ့မနောကံနဲ့လည်းမပြင်းပါနဲ့မိဘနှစ်ပါးကလည်းသာသမီလေးတွေရဲ့နှုတ်ဖျားမှာသာသမီလေးတွေရဲ့လက်မှာသာသမီလေးရဲ့စိတ်မှာအကုသိုလ်ကာယကံဝစီကံမနောကံတွေမလွန်ကျူးမိအောင်ပြုပြင်ပေးလိုက်ပါဟုတ်လားသာသမီဟာသာသမီပဲမိဘဟာမိဘပဲမိဘမကောင်းရင်မကောင်းတဲ့အကုသိုလ်ကသူ့ပဲအကျိုးပေးမှာသာသမီကမကောင်းတဲ့မိဘကိုသွားစော်ကားရင်စော်ကားခွင့်ရှိသလားမရှိဘူးအဲ့တော့ငငယ်ညီမငယ်တွေကိုမှားလိုက်မယ်အဲ့ဒီလိုမိဘနှစ်ပါးလေဖရာတရားသံဃာယန္နာမြတ်သုံးပါးကိုဘာမှမယိုသေးမကိုင်းဆိုင်ဘူးဆိုရင်စိတ်လည်းမကောင်းမဖြစ်နဲ့အားလည်းမငယ်နဲ့ဝမ်းသာလိုက်စမ်းငါကံကောင်းတဲ့သာသမီတယောက်ပဲလို့အဲ့ဒီလိုဝမ်းသာလိုက်ပါဘာကြောင့်ကံကောင်းတဲ့သာသမီဖြစ်ရတာလဲတကယ်လို့သာမိဘနှစ်ပါးကသာဘုရားတရားသံဃာယန္နာမြတ်သုံးပါးနဲ့အမြဲတမ်းကုသိုလ်ရအောင်နေကိုကဘာမှပြုခွင့်တော့မှရနိုင်မှာမဟုတ်ဘူးဟုတ်လားဒါကြောင့်မိဘနှစ်ပါးရဲ့노ဘိုးနဲ့ချွေဘိုးကိုကျင့်အောင်ဆက်တဲ့ဤကိုမြတ်စွာဘုရားကမိန့်တော်မူထားပါတယ်ကျွတ်တို့ငယ်ငယ်ကပြောမှုတယ်မို့လားဟေးမိဘကျေးဇူးဆက်နော်မင်းတို့မိဘကျေးဇူးဆိုတာဘုရားတော်မှာနှုတ်တလုံးမှုပဲကြည်တယ်ဆိုတာမပြောဘူးလားဟုတ်သလားဘာလို့မဟုတ်တာလဲစဉ်းစားပြိဿတခါတခါမှမြန်မာနိုင်ငံမှာမဟုတ်တာတွေအမှန်ဖြစ်နေတာတွေအများကြီးပဲဒီမှာမြတ်စွာဘုရားကတခါတည်းဟောခဲ့တယ်အမေနို့ဘိုးနဲ့အဖေချွေးဘိုးကိုမင်းတို့ကြည်အောင်ဆက်တဲ့ဤငါဘုရားပေးခဲ့မယ်ဆိုပြီးတော့ပေးခဲ့တယ်ဟုတ်လားဒါကြောင့်ခုနကတို့တရားနာပြိဿပေါင်းသူတော်ကောင်းတွေကိုသာသမီတွေကမိဘပြုရမယ်ဤဘယ်နှနည်းပေးခဲ့ပြီလဲငါးနည်းဆိုတော့ပြိဿလက်ချိုးလိုက်ဘယ်နှချောင်းပဲရမှာလက်ကဘယ်နှချောင်းရှိလဲတို့ပရိသတ်ကိုဒီနေရာကနေ1000တန်က1ရွက်900တန်က1ရွက်2ရွက်ထောင်ပြမယ်ဘယ်အရွက်ယူမလဲလို့မင်းဘာပြောမလဲဩတော်လိုက်ကြတာ1000တန်ယူမယ်ဟုတ်လားကြိုက်လိုက်တာနော်ဘာဖြစ်လို့1000တန်ယူချင်တာလဲညာလို့ဟာအဲ့ဒါဆိုအားကြမှာအဲ့ရနေပြီးတော့ငကတ်နဲ့ဘီးနဲ့ချုပ်ပြီးထောင်ပြကြဘယ်ဟာယူမလဲကျုပ်မေးကြည့်ပါလားဟမ်ဒကမာကြီးတွေလုံလေငကတ်ယူမလားဘီးယူမလားဆွဲကျိုးယူမလားထောင်ပြကြည့်လေကျုပ်ကတော့အကုန်လုံးယူမှာအဲ့တော့ပြိဿ90ရာခိုင်နှုန်းပဲရလို့အားငယ်မှာဆိုလို့နောက်ထပ်90ရာခိုင်နှုန်းမြတ်စွာဘုရားကထပ်ပေးတယ်အာသတိတတ္တသမရယသမတပိတိနိဝေသေတိပဋိဌာပိတိဘုရားတရားသံဃာယရဏမြတ်သုံးပါးတဲ့ကံကံရဲ့အကျိုးအပေါ်မှာယုံကြည်မှုတရားတရားမရှိသေးတဲ့မိဘနှစ်ပါးရဲ့နှလုံးသားကိုတရားတရားတွေတည်အောင်တရားတရားတွေခိုင်အောင်တရားတရားတွေမြဲအောင်အဲ့ဒီသာသမီတွေပြုစုလိုက်မယ်လုပ်ပေးလိုက်မယ်ဆိုရင်အမေနို့ဘိုးနဲ့အဖေချွေးဘိုးကြည်အောင်ဆက်နေတဲ့ပထမနီးနဲ့ဆက်နေတာဟော
အမေတို့ဘုန်းနဲ့အဖေချွေးဖို့ကြည်ကျင်နေဆိုရင်အမေတို့အဖေတို့ကိုဖះကိုယုံကြည်အောင်ကြီးညိုအောင်တရားကိုယုံကြည်အောင်ကြီးညိုအောင်တန်ခါကိုယုံကြည်အောင်ကြီးညိုအောင်ပြုစုပေးပါတဲ့စောင့်ရှောက်ပေးပါအဲ့ဒါဆိုရင်သားကောင်းလိမ်မှာသမီးပိတသွားပါပြီတဲ့ကဲပရိသတ်ကြီးအမေနဲ့အဖေကိုတရားတရားရှိအောင်လုပ်ရတာမလွယ်ဘူးလားလွယ်လွယ်လေးပဲပရိသတ်ကြီးလူတယောက်ဟာမိုက်နေတယ်ဆိုတာလည်းအမြဲတမ်းမရှိဘူးလိမ်မာနေတယ်ဆိုတာလည်းအမြဲတမ်းမရှိဘူးဟုတ်တယ်မလားအဲ့တော့မသိသေးလို့မကြည်ညိုတာရှိမယ်လေးလေးနက်နက်မသိသေးတဲ့မိဘနှစ်ပါးကိုလေးလေးနက်နက်သိအောင်တရားတွေဖွင့်ပေးတရားဝဲတွေကျင့်ပပေးဟုတ်တယ်မလားတရားစာပေတွေများများလေးဝယ်ဖတ်ပြီးအဲ့ဒါဆိုရင်မိဘနှစ်ပါးရဲ့စိတ်တွေကသဒ္ဒါဘက်ကိုရိုင်းလာမှာပဲဟုတ်လားဒါကြောင့်လူမှုကရုဏာသင်ညီငယ်ညီမငယ်တွေကတော့အမှန်တော်တော်ဟုတ်တာသူတို့ကအကုန်ဘက်ပေါင်းစုံတဲ့ကိုမကွင်းမျိုးကြီးကိုကောင်းကျိုးပြုနေတာဟုတ်လားဒီတော့ပြောချင်တာကမိဘနှစ်ပါးရဲ့နှလုံးသားထဲမှာဘုရားတရားတန်ခါယန္တာသုံးပါးနဲ့ကံနဲ့ကံရဲ့အကျိုးကိုယုံကြည်တတ်တဲ့သရာတည်သွားပြီဆိုရင်အဲ့ဒီသာသမီဟာအမေနို့ဘိုးနဲ့အဖေချွေးဘိုးကိုကြည်အောင်ဆက်လိုက်တာပဲဟုတ်တယ်မလားဒီတော့ခတ်တယ်လားမခတ်ဘူးနောက်ထပ်ကြံသေးတယ်သာသမီလေးတွေကအရွယ်ရောက်လာပြီမဲ့အသိဉာဏ်ရည်လာတော့တောက်ရစာရမှမသိအေးကအဖေကပရိသတ်ရွာသားဆိုရင်လည်းထမင်းအောက်ကမထွက်တဲ့အဖေတွေအများကြီးရှိသေးတယ်မြို့သားဆိုရင်လည်းဘီယာဆိုင်ကနေမပြန်လာတဲ့အဖေတွေအများကြီးရှိသေးတယ်မရှိဘူးလားတာကြီးတွေသမီးကြီးတွေအပြိုလူပြိုဖြစ်လို့တက္ကသိုလ်ကျောင်းသူကျောင်းသားကြီးတွေဖြစ်နေတဲ့အထိတောက်လို့ကောင်းလို့ဆိုတဲ့အဖေတွေမရှိဘူးလားကဲဝမ်းနဲ့စရာမကောင်းဘူးလားအဲ့တော့ပြိဿလူဟာရှက်တတ်တဲ့အရွယ်ရောက်လာရင်ရှက်ရမ်းရမ်းတတ်တယ်ဆိုတာမရှိဘူးလားဒီတော့သားသမီးလေးတွေကတငယ်ချင်းအပေါင်းအသင်းကြားမှာကိုယ့်အဖေကရတမားကြီးလို့ပြောခံရရင်ဘယ်သားသမီးခုံယူခြင်းမလဲယူခြင်းမလားဒါကြောင့်အဲ့ဒီလိုမိဘနှစ်ပါးပါရင်လည်းမိဘနှစ်ပါးကပြန်လိုက်ပါသားငယ်သမီးငယ်တွေကလည်းမိဘနှစ်ပါးကိုချင်းသီလမကောင်းဘူးဆိုရင်အပြစ်တွေတင်ပြီးတော့အချိန်နဲ့မဖြုံးကြပါနဲ့သီလမပြည့်စုံတဲ့မိဘနှစ်ပါးကိုသီလပြည့်စုံအောင်စောင့်ရှောက်ထိန်းသိမ်းလိုက်ခြင်းဟာဒုတိယအမေနို့ဘိုးနဲ့အဖေချွေးဘိုးကိုအခြေဆက်တဲ့နည်းပဲတဲ့ဟုတ်လားအလုံးစုံတို့တရားနာပိဋကပေါင်းသူတော်ကောင်းတွေမြတ်စွာဘုရားလက်ထက်တော်ကာလတုန်းကအမ္ဘပါဠိထေရီမာကြီးဆိုတာကြားမှုတယ်မို့လားဘယ်လိုကြားမှုတာလဲမကွေးသူလားဟမ်အမ္ဘပါဠိထေရီမာကြီးဆိုတာပြိဿရဲ့ငယ်ငယ်ရွယ်16 19 18 25နှစ်လောက်အထိအလွန်လှတဲ့အရွယ်မှာပြည်တန်စာမာကြီးဖြစ်ခဲ့တယ်။ဘာဖြစ်ခဲ့လဲ။ပြည်တန်စာမာကြီးဖြစ်ခဲ့တယ်။အံ့ဩစရာကောင်းလိုက်တာအလှအပကိုအရင်ပြပြီးတော့ပြည်တန်စာလှုပ်လာတဲ့အဲ့ဒီအမ္ဘပါဠိထေရီမာကြီးဟာအသက်50ကျော်60ဝန်းကျင်ရောက်တော့သာယဟန္တာရဲ့ဟောကြားတဲ့တရားကိုနာကြားပြီးတော့မှသာသနာပေါင်းကိုဝင်ပြီးတော့ယဟန်ပြုလိုက်တာကိလေသာကင်းတဲ့ယဟန္တာထေရီမာကြီးဖြစ်သွားတယ်ဟုတ်လားကဲအမေကပြည်တန်စာသားကယဟန္တာသားကတော့ဟာငါအမေပြည်တန်စာကြီးငါအဖက်လို့မဖြစ်ဘူးငါကယဟန္တာပဲဆိုပေါ့ပေါ့ရော့ရော့တောင်းမဲ့နေလိုက်မယ်ဆိုရင်သားယဟန်နဲ့အမွေခံမထိုက်တယ်လို့ပြိဿရဲ့ဟောဒီမှာအမေဖြစ်တဲ့ပုဂ္ဂိုလ်ရောတန်ဖိုးကြီးမားတဲ့တရားကိုရပါမလားအဲ့ဒါပဲအမေသီလပြတ်တာသီလပြတ်တာတက္ကနာပဲသာသမီလှုပ်ပေးရမယ်တောင်းဟောသာသမီတောင်းအောင်မယ်ဟုတ်တယ်မဟုတ်လားဒါရောအလုံးသောဒုဒကဓမ္မပေါင်းသူတော်ကောင်းတွေကိုအာလုံးသိကြတဲ့ဇာကြောင်းလေးတစ်ခုပြောပါရစေအရှင်သာရိပုတ္တရာကြီးဆိုတာဒုပရိသတ်ကြားဘူးတယ်မို့လားဟောကြားဘူးမှဖြစ်မှာမဟုတ်အဲ့ဒါမှမကြားဘူးလေမေဇိမကိုကြီးဆိုတိမဟုတ်တိမမဟုတ်တော့အဲ့တော့အရှင်သာရိပုတ္တရာကြီးပြိဋိဘံစံတော့ဘယ်မှာစံလဲကဲဆရာလေးတရားကြည်ကြည်ပြောလေခင်ဗျားတို့ပဲသိတဲ့လူပါမှာဘသူအိမ်မှာပြိဋိဘံစံလဲအမေအိမ်ဟုတ်လားတိုင်းပြည်ကရှင်မင်းလေးကိုယ်ွယ်တော်မူနေတဲ့ရှင်သာရိပုတ္တရာမြတ်စွာဘုရားရဲ့သာသနာမှာလက်ရရပညာအရာဣတရရတော်မူတဲ့အရှင်သာရိပုတ္တရာပြိဋိဘံစံဖို့ရရပ်ပိုင်းသာကြံတော်တဲ့အချိန်အမေကိုပြန်ပြီးသတိရလိုက်တော့သာသမီ9ယောက်ယဟန္တာတွေရဲ့အမေသာရိပုတ္တမကြီးဟာဗုဒ္ဓဘာသာမဖြစ်သေးဘူးတဲ့ဟုတ်လားဒီတော့ပြိဿရဲ့စဉ်းစားကြည့်နော်အမေဗုဒ္ဓဘာသာမဖြစ်သေးဘူးအမေဟာဘယ်မှာနေလဲဟိုတောကျုံအုံကြားကနာလကဆိုတဲ့ရွာငယ်လေးမှာနေတာပြီးတော့ရှင်မေကိုယ်ွယ်ခံရတဲ့ငါဟာအမေစီသွားမနေတော့ဘူးဆိုတဲ့စိတ်ဓာတ်နဲ့ထားလို့မရဘူး။ဩကြည်စမ်း
ငါတို့သာသမီ9ယောက်ကယဟန္တာထေရီတွေထေရီမာကြီးတွေဖြစ်နေကြပြီမဲ့ငါတို့ရဲ့အမေတဲ့မြတ်စွာဘုရားရဲ့သာသနာမှာသရတရားလေးတောင်မှမပေါ်သေးပါလားဒီတော့အမွေခံမထိုက်တဲ့သာသမီတွေမှာငါတို့ပါသွားလိမ့်မယ်အမေကိုနောက်ဆုံးကျေးဇူးဆက်တဲ့အနေနဲ့ငါတရားဟောဖို့ပြန်ရမယ်တဲ့သွေးအန်တဲ့ယောဂတန်းလန်ကြီးနဲ့အမေရဲ့အိမ်ကိုပြန်တရားမရှိသေးတဲ့အမေကိုတရားတရားတွေရှိအောင်သွေးအန်တဲ့ယောဂတန်းလန်နဲ့ဟောကြားလိုက်တာတဆင်မိတဆင်အမေနှလုံးသားထဲမှာတရားသီလစာကပညာဒီတရားတွေကိန်းသွားပြီဆိုမှအမေဗုဒ္ဓဘာသာစင်စစ်ဧကံဖြစ်ပြီဆိုတဲ့အချိန်ညာမှာအရှင်သာရိပုတ္တရာကြီးအမေဘေးမှာပဲပြိဋိဘံစံတော်မူတာဟုတ်လားပြီးတော့အရှင်သာရိပုတ္တရာလိုမထေရမြတ်ကြီးတောင်မှပြိဿအမေကျေးဇူးကိုမဆက်ဖဲနဲ့ပြိဋိဘံစံရတာအရှင်သာရိပုတ္တရာရဲ့ကောင်းခွက်တွေနဲ့ဟောပေးလိုက်တဲ့ကျေးဇူးဆက်တရားဟာအမေနှလုံးသားမှာတရားတွေခိုင်သွားတယ်သီလတွေခိုင်သွားတယ်ဟုတ်လားဒါကြောင့်သာသမီဟာသာသမီပဲသာသမီဟာမိဘကိုပြစ်မှားခွင့်ရှိသလားမရှိဘူးနံပါတ်1နဲ့2ပြိဿရဲ့ဘယ်နေရာမှာရေးရင်1ဟာ100ရဲ့နောက်မှာရေးရင်ရောဘာဖတ်မလဲ1ပဲ2ရဲ့နောက်မှာရေးရင်ရော9ရဲ့နောက်မှာရေးရင်ရော1ဟာ1ပဲဟုတ်လားသာသမီကဆရာဝန်ဖြစ်ပါစေအင်ဂျင်နီယာဖြစ်ပါစေဗိုလ်ချုပ်ကြီးဖြစ်ပါစေသာသနာပိုင်ဆရာတော်ကြီးပဲဖြစ်ပါစေအဲ့ဒီသားကိုမွေးဖွားလိုက်တာဘယ်သူလဲဆိုတဲ့သမိုင်းကြောင့်ကဘယ်တော့မှဖြောက်လို့မရပါဟုတ်လားဒါကြောင့်ကိုတော်ခြင်းသလောက်တော်တက်ခြင်းသလောက်တက်အဖေနဲ့အမေဟာတစ်ပါပဲတဲ့နှစ်နေရာသွားထားလို့မရပါဘူးဟုတ်လားဒါကြောင့်အမေတို့ဘုန်းနဲ့အဖေကျွေးဖို့ကိုကြည်အောင်ဆက်ခြင်းတဲ့သာသမီမှန်ရင်သီလမရှိသေးတဲ့မိဘနှစ်ပါးကိုသီလပြည့်စုံအောင်ကြိုးစားပြီးတော့ဆွမ်းဆောင်ပါအမေနဲ့အဖေရဲ့နှလုံးသားမှာသီလတွေတည်ပါစေသီလတွေခိုင်ပါစေသီလတွေမြဲပါစေခုနကပြောတဲ့တရားနဲ့သီလနှစ်ချက်ပေါင်းရင်လေအမေနိုဘုန်းနဲ့အဖေကျွေးဖို့ကိုကြည်အောင်ဆိုင်နေရရောက်တဲ့သာသမီပါဟုတ်လားနံပါတ်3အမိနိုဖို့အဖေချွေးဖို့ကြည်အောင်ဆက်တဲ့သာသမီကြတော့ဗာလဲဆိုရင်မေစရိစာကသမ္ပရာယသမဒပိတိနိဝေသေတိပဋိဋ္ဌာပိတိတဲ့တချို့မိဘတွေအဖိုးကြီးတွေအဖွားကြီးတွေလှူရတန်းရပေးကမ်းရမှာကစီမနေဘူးလားလှူရတန်းရမှာကစီသိမ့်နေတယ်ဘာဖြစ်လို့လဲရှေးကဖြစ်လာတဲ့မိဘတွေဆိုတော့ရှားရဖွေရတဲ့ဒုက္ခသိတဲ့အခါကြစ်ကြစ်ပါအောင်ဆုံးပြီးတော့ထုတ်ထားတာလူမို့တန်းမို့များပြောလို့ရှိရင်ပြိဿသိတ်ကိုလက်မခံဘူးဟုတ်လားအဲ့တော့အဲ့ဒီလိုအတူနေရတဲ့သားသမီးတွေကကိုယ့်မိဘနှစ်ပါးကိုလေအဲ့ဒီအကျင့်စရိုက်တွေပြန်သွားအောင်ဒါနလမ်းကြောင်းတွေဖွင့်ပေးရတယ်ဟုတ်လားဟောဒီမှာကရုဏာအသင်းကဘာတွေလုပ်နေလဲအခုတော်တော်များသွားပြီကျုပ်ဖတ်ကြည့်တာဖတ်လို့တော့မပြီးသေးဘူးတရားဝဲမှာပင့်လို့လိုက်လာရတာဟုတ်လားပြီးတော့တခါတည်းနာရေးကူညီမှုတဲ့လှုပ်လာလိုက်တာအောက်ဆီဂျင်ဘူးလူသားတွေအခုဆေးရုံနဲ့လုံးအောင်မယ်နောက်ထပ်လည်းလှူစရာသူမှတန်းစီပြီးတော့စီမံကိန်းတွေဆွဲထားတာပြိဿကက်စီနေတဲ့မိဘနှစ်ပါးကိုမသိကြအောင်ဆောင်ပြီးတော့ပြစ်မထားရဘူးဟုတ်လားလက်ကလေးတို့1000များတဲ့ထင်တဲ့အဖေနဲ့တွေ့ရင်1000ကိုတန်းအမှုမခံရဘူးအဖေကရုဏာအသင်းကလေအောက်ဆီဂျင်ဘူးတွေလှူနေတယ်ဆေးပေးကမ်းနဲ့လုံးပါတဲ့အဖေ1000လိုက်လှူလိုက်ပါလားဟော1000ထွက်လာပြီနောက်တစ်လလောက်ကြာရင်သူတို့စီမံကိန်းထဲမှာဘာတွေပေါ်ပြန်ပြီ1000လောက်လှူလိုက်ပါလားဟော1000နဲ့ပြောတော့10ကပြည့်တော့1000အဲ့ဒီလိုတစ်ဆင်းပြီးတစ်ဆင်းသွား1000 10ကပြောတော့တသိန်းမိဘနှစ်ပါးရဲ့တရားတရားကိုလက်တွေ့နဲ့ပြပြီးတော့ခေါ်ရင်မိဘနှစ်ပါးတိုင်းပါပါတယ်ဟုတ်လားမမြင်ရသေးတဲ့ဟိုဘယ်နိုင်ငံမှာဘာကြီးလုပ်နေတယ်လှူပါလားဆိုတော့အစာတွေကကစီနေတဲ့လူဘယ်လှူလိုက်မလဲမြင်ရတဲ့ဟောဒီမှာမကွေးမျိုးကကရုဏာအသင်းပြိဿအဝေးကြီးမဟုတ်ဘူးလုပ်နေတဲ့လုပ်ငန်းတွေအများကြီးမရှိဘူးလားတခုရင်လက်မျိုးထိုးပြပြီးတော့အဖေတို့မေတို့လှူပါလားအဖေတို့မေတို့ရှာထားတာတွေဘာလို့မှလည်းသေသွားရင်ကိုယ်တော့ပါမှာမဟုတ်ဘူးကျမတို့ကလည်းဝိုင်းဝန်းတာတို့ခေါ်နေတာပေါ့ရေစက်ချတာမြင်နေတာပေါ့ဒါပြောလိုက်စမ်းမအောင်မလေးလှူမှာပါဟုတ်လားအဲ့တော့ပြိဿရဲ့သားသမီးကအစည်းအရုံးကောင်းမှလည်းမိဘကပါတာအဲ့တော့သားသမီးကလည်းငြိမ်ပြီးမိမ့်မရမလွင်တဲ့နေပေါ့သင်ရင်တို့အမွေတွေအများကြီးရတာပေါ့ဟုတ်လားအဲ့ဒီလိုလည်းကြိတ်မနေရဘူးဟုတ်လားအဲ့တော့သားသမီးနဲ့မိဘစည်းရုံးရေးကောင်းတဲ့နီးလေးတနည်းပေးခဲ့အောင်မလားကျုပ်ရဟန်းမတရားကျုပ်နဲ့အသက်အတူတူပဲသူကရဟန်းခန္ဓာလို့ရဟန်းမပြောတာဘုံဘုံရေးတဲ့ပိဋကသုံးဖို့လှူကျင်လို့တဲ့လှူမောလို့
ဟဲ့ပြီးတော့ပါဠိတော်ထာဂရတိကဗီဒီယိုအစုံဆိုခုဆိုရင်8 သိန်းလောက်ရတယ်ဆိုမလေးကြပါသေးတယ်လှူမှာတဲ့အဖေတို့အမေတို့အတွက်ကိုလှူပေးကျင်တာတဲ့လှူပေးဆိုပြီးလှူလိုက်ဟာလား8 သိန်းခွဲလောက်ကြာလဲကြာတော့သူကရေစက်ချတဲ့နေ့ကျတော့ဘုံဘုံတော်တဲ့ရေစက်ချတဲ့နေ့ကျရင်အဖေတို့အမေတို့ရှိကြရင်3 သိန်းပဲကုန်တယ်လို့ပြောနော်တဲ့ဟာလောကကြီးကနေတမျိုးကြီးပါလားလို့သူများတွေက3 သိန်းလူပြီးတော့သိန်း30ကျွားကျင်တာလို့နေ့ညမှာ8 သိန်းခွဲကုန်တဲ့လူ3 သိန်းပဲရေစက်ချရမယ်ဆိုမဟုတ်သေးပါဘူးမဟုတ်ဘူးဘုံတဲ့အဖေအကြောင်းနဲ့သိတဲ့အတိုင်းပဲသူက3 သိန်းအထိဆိုရင်ပြုံလေးနဲ့လှူတယ်တဲ့3 သိန်းကျော်သွားရင်မကျင်နဲ့ချင်ဘူးတဲ့အဲ့တော့ကဲမထူးဘူးတို့မောင်နှမပေါင်းပြီးတော့မုတ္တဝါဒကံလေးလွန်ကျူးလိုက်ကြတာဗောဆိုလားအဲ့ဒါကျုပ်ကအလှလာတဲ့နေ့ကျတော့ဒကာကြီးဒီမှာကောင်းမှုရှင်ထိုးထားတာတွေ့လားဟာတပည့်တော်ကောင်းမှုရှင်ဘသူလှူတာလဲဒကာကြီးသမီးလှူထားတာလို့ဒကာကြီးအဲ့ဗီဒီယိုရောစာအုပ်တွေရောအကုန်လုံးဝမ်းဆက်မှာ3 သိန်းပဲကြားတယ်ဆိုတော့အဲ့တော့ပြိဿကြီး तू ကသဘောတွေကြားနေတာအဲ့တော့လေကဲအဖေရေစက်ချတော့ရောပြုံကြီးနဲ့ပြီးမသွားဘူးလားသာသမီလိမ်မာတော့အဖေလည်းပဲပြုံးတယ်အဲ့တော့တို့မကွေးမျိုးကဒကာဒကမတွေအဖေတို့အမေတို့ဟုတ်လား10 သိန်းလောက်တူပြီးတော့1 သိန်းလောက်ရေစက်ချတာလိုချင်လည်းကျုပ်နဲ့ညှိကျင်လာခဲ့ပါဟုတ်လားခွင့်ကြည့်လို့ရပါတယ်ဟုတ်လားဟောကျုပ်တော့မဟုတ်ပါဘူးနိုင်ရေးကိုကြီးမှုအသင်းတော့ပါကရုဏာရှင်များအသင်းကိုလူချင်းပြောတာပါဟုတ်လားအဲ့တော့ဘာပဲပြောပြိဿကြီးသာသမီပါနှပ်ဖို့မလိုအပ်ဘူးလားလိုအပ်တယ်ကျုပ်တို့ယဉ်ကျေးတဲ့ဒကာကြီးတယောက်ရှိတယ်ဟိုဟောမှနေတာကောညံကုန်းမှနေတာသူ့အိမ်သွားရင်လေဒကာကြီးလမ်းစိပြက်နေလို့ငွေ2000လောက်တော့ကျုပ်ချီးလိုက်ပါအောင်လှူလိုက်ပါအောင်ဆိုရင်လှည့်မကြည့်တော့အဲ့တော့သာသမီတွေဖုံဖုံနဲ့အားလိုက်တာတဲ့ဆာလူခံလိုက်တယ်ပြီးတော့မှဆိုင်းဖြောလိုက်ရတာပဲဟုတ်လားသူ့အိမ်မှာဆိုင်းတယ်အများကြီးဒကာကြီးတို့စီမှာစားတဲ့ဆန်အဆင်ပြေတယ်ဗျာအကြောင်းရောရင်တော့ဘယ်လိုလုပ်စားမှမသိဘူးဒီဆန်လေးများအကြောင်းလှူလိုက်တော့အာ2 အိတ်လှူလိုက်မယ်ကိုတော့2 အိတ်လှူလိုက်မယ်ဘာရမလဲအဲ့ဒီနေ့သင်္ဘောစိတ်မှာမထားခဲ့လိုက်တာလားဈေးကအဲ့မှာနေရတယ်အဲ့တခါကျတော့ပြိဿလူကြီးတွေကပါကြံဖန်ပြီးတော့ကစီနေတာသူတိုင်းနေမှာတိုင်းတာအဲ့တော့ငွေဆိုရင်မထိနဲ့မရဘူးရွှေဆိုရင်မထိနဲ့မရဘူးဆန်ကြတော့ရတယ်စီကြတော့ရတယ်အဲ့ဒါမနေ့ကညစီနဲ့ဟောဆိုလဲဟောပေးမယ်ဟုတ်လားဟုတ်လားဟမ်အဲ့တော့ဒုပရိသစဉ်းစားတော့နှမျောတွန့်တင်လို့တဲ့မိဘ2 ပါးကိုပေးကမ်းအောင်လှူဒန်းအောင်စွမ်းဆောင်လိုက်ရင်အဲ့ဒီသာသမီသည်အမေနှုတ်ဝန်းနဲ့အဖေချွေးဖို့ကိုအခြေဆက်နေတဲ့နံပါတ်3နီးကိုပိုင်အောင်လုပ်နေတာဟုတ်လားဒုပင်ကြီးပညာသဗ္ဗရာယသမာဓပေတိနိဝေသေတိပဋိဋ္ဌာပေတိအေးမိဘရဲ့နှုတ်ဝန်းနဲ့ချွေးဖို့ကိုကြည်အောင်ဆက်ခြင်းနဲ့ဆိုရင်တော့ပြိဿရဲ့နံပါတ်4နီးကပါလဲဆိုရင်ပညာမတတ်သေးတဲ့မိဘ2 ပါးကိုပညာဓာတ်ကြီးဖြစ်အောင်ကြိုးစားပေးပါပြိဿအမေနှုတ်ဝန်းနဲ့အဖေချွေးဖို့အခြေဆက်တဲ့နီးနောက်ဆုံးနီးသည်ပညာမတတ်သေးတဲ့မိဘ2 ပါးကိုမလုပ်ပြရမယ်ပညာသင်ပေးရမှာဘာပညာသင်ပေးမလဲ ABC သင်ပေးမှာဟမ်ပြိဿပညာနဲ့ပြောနေတာလောကီပညာလောကုတ္တရာပညာမရှိဘူးလားဒီအဖေနဲ့အမေသွားပြီးခုကြမှာအာသုံးလုံးသင်လို့ရပါအောင်မလား ABC သင်လို့ရပါအောင်မလားမသင်နဲ့တော့ဟုတ်လားဟောဒီဘဝမှာတတ်သမျှပညာတွေဘလောက်ပင်တတ်ပါစေဘလောက်ပင်တော်ပါစေဝေဒုဂုဏတို့ဒီဂရီတွေပြိဿရဲ့ဘလောက်ပင်များပါစေတဘဝတဏ္ဍစာတော်မှမနှဲကိုဝအောင်ရှာရတာပါဟုတ်တယ်မို့လားကဲများတို့ရတဲ့ BA BSc ပွဲရှာမနေဘူးလားတလားကိုကျွေးမနေအောင်မနဲ့စားမနေအောင်လားအဲ့တော့ပြိဿဒါကြီးကိုပညာကြီးပဲအစစ်ကြီးပဲဆိုကင်ဆုံးမာနတွေတက်မနေနဲ့မစ္စည်းမကိုကြီးထောက်တာဘယ်နှဘွဲ့ရပြိဿအမေဘယ်နှဘွဲ့ရမဟောပဲနဲ့ရပါမလားဟောရတာပဲဟုတ်လားဟောမှပဲအလုပ်ဖြစ်တာဟုတ်ဒီတော့ဘုန်းကြီးလည်းပဲဘွဲ့ရတော့လဲဟောမှအလုပ်ဖြစ်တာလူလည်းပဲဘွဲ့ရလဲအလုပ်လုပ်မှစားရတာပဲဒီတော့ဒီပညာကိုပညာအစစ်လို့ပြောလို့ရပါမလားသို့တော့လောကအနေနဲ့ဆိုရင်မပြည့်စုံလို့ရပါမလားသို့တော့ပြိဿဒီလောက်နဲ့ယက်ထားလို့မပြီးဘူးအမေတို့အဖေတို့ရဲ့ယုတ်တရားနာတရားမှာဝိပဿနာတရားမှာမရှုပွားသေးရင်ဝိပဿနာဉာဏ်ဆိုတာလဲနှလုံးသားထဲမှာပေါ်လာမှာမဟုတ်ပါဘူးအဲဒီကတစ်ဆင့်မြင်အောင်ကျင့်လိုက်တဲ့မဉဏ်ဘုံဉာဏ်ပညာဆိုတာလဲမိဘ2 ပါးရဲ့အသိဉာဏ်ထဲမှာတွေ့မှာမဟုတ်ပါဘူးတဲ့ဒါကြောင့်အဖေတို့အမေတို့ရဲ့နှလုံးသားမှာဝိပဿနာဉာဏ်မဉဏ်ဘုံဉာဏ်တရားကောင်းတွေတွေ့ဖို့ရန်အတွက်မိဘ2 ပါးကိုတရားအားထုတ်နိုင်အောင်စီစဉ်ပေးပါဟုတ်လားမိဘ2 ပါးကိုတရားအားထုတ်နိုင်အောင်တရားတွေနာနိုင်အောင်တရားသူတရားမြတ်တွေရအောင်ကြိုးစားပေးလိုက်တဲ့သာသမီ
မိဘနှစ်ပါးရဲ့နှလုံးသားမှာတရားတွေတည်သွားပြီခိုင်သွားပြီဆိုရင်အဲ့ဒါအမေလို့ဖို့နဲ့အဖေချွေးဖို့ကိုကြည်အောင်ဆက်လိုက်တဲ့သာသမီပိသသွားပြီတဲ့ကဲတို့တရားနာပရိသတ်တွေအမေနဲ့အဖေကိုတရားစခန်းဘယ်နှခါပို့ပြီးပြီလဲလူ1000ကျော်လောက်ကဖြန်တော့မဖြစ်ဘူးအမေနဲ့အဖေကိုလည်းတရားစခန်းတစ်ခါမှမပို့သေးပါဘူးတပည့်တော်တို့ကလည်းမသေးသေးဘူးထင်လို့သွားဖို့တော့မစင်စားသေးပါဘူးဟုတ်လားအဲ့တော့ပြိဿစဉ်းစားတော့မိဘနှစ်ပါးရဲ့ဘဝဟာကိုယ့်ကိုလူလားမြောက်အောင်လှုပ်ကြွေးခဲ့ပြီးပညာတတ်အောင်သင်ပေးခဲ့ပြီးအိမ်တော်ရသားတွေချပေးခဲ့ပြီး60ကျော်လာတဲ့အမေနဲ့အဖေရဲ့ဘဝမှာဘဝတန်တရာခရီးအတွက်အမြဲဆုံးဖြစ်တဲ့ဝိပဿနာတရားလေးမှာအာထုတ်ခွင့်ရမသွားဘူးအာထုတ်ခွင့်ရအောင်စီစဉ်မပေးလိုက်နိုင်ဘူးဆိုရင်ပြိဿအမေအဖေသေးလို့ငိုးနေတာအလကားပဲဟုတ်တယ်မလားဒါကြောင့်မိဘနှစ်ပါးရဲ့နှလုံးသားမှာတရားတရားမရှိရင်တရားတရားတွေတည်လာအောင်သီလတွေမရှိရင်သီလတွေပြည့်စုံလာအောင်ဘေးကန်းစွန့်ကြဲတဲ့စိတ်ဓာတ်တွေမပေါ်ရင်ဘေးကန်းစွန့်ကြဲခြင်းလာအောင်ဝိပဿနာတရားတွေအာမထုတ်ခြင်းသေးရင်ဝိပဿနာတရားတွေအာထုတ်ဖြစ်အောင်ကြိုးစားပေးမယ်ဆိုရင်တဲ့အမိနိုဘိုးနဲ့အဖေချွေးဘိုးကိုကြည်အောင်ဆက်လိုက်တဲ့သာသမီပိသပါပြီဟုတ်လားဘေကဝေပရိသတ်လေးပါးจิตသားจิตသမီးတို့ဣဒဝတ္တဤမြတ်သောတည်မြဲခြင်းခိုင်မြဲခြင်းတို့ဖြင့်မာတာပိတရံမိဘနှစ်ပါးတို့ရဲ့အပေါ်မှာဝါမိဘနှစ်ပါးတို့ကိုဟောကတေသာကျေးဇူးတွေပြန်လဲပေးဆက်ပြည့်တည်လဲဟောတိဖြစ်ပါ၏ပฏิကတေသာမိဘနှစ်ပါးရဲ့ကျေးဇူးတွေကိုအတုတ်တပံပြန်လဲပေးဆက်ပြည့်တည်လဲဟောတိဖြစ်ပါ၏ဣတိသောဘဂဝါဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုရောမြတ်ကြီးသည်အဟောစာကရုဏာရှိသွားမေတ္တာအဖြင့်မိန်ကြတော်မူခဲ့ပါပေသတည်းပရိသတ်ကြီးကျမ်းဖန်ပြီးသာဓုခေါ်လဲရတာဟုတ်လားဘယ်နှချက်ပြီးသွားပြီလဲဘယ်နှချက်ပြီးသွားပြီလဲစောစောဘယ်နှချက်ပြီးသွားပြီလဲနှစ်ခုပေါင်းတော့အတိတ်ပြီးတာမဟုတ်ဘူးနော်တကယ်ဖျားစုပြောတာဟုတ်လားမိဘနှစ်ပါးရဲ့အပေါ်မှာမျောလင်းနေတဲ့မျောလင်းချက်ကိုပစ္စည်းနဲ့ကျေစုပေးဆက်လိုက်မယ်မိဘနှစ်ပါးရဲ့အပေါ်မှာတရားသီလစာကပညာတွေခိုင်မြဲအောင်ကြိုးစားလိုက်မယ်ဆိုရင်အဲဒီသာသမီအမေနဲ့အဖေကိုပစ္စည်းနဲ့လည်းကျေစုပေးဆက်ရရောက်တယ်တရားဓမ္မနဲ့လည်းကျေစုပေးဆက်ရရောက်ပါတယ်ဟုတ်လားပြိဿတော်လူတအုပ်ကြီးအကျယ်ကြီးဆိုမယ်သာဓုခေါ်တာကြတော့မော်လမြိုင်လောက်မကျယ်ဘူးသာဓုကြည့်ရတာဟင်းမကောင်းမဲနဲ့စားလာပုံရတယ်ဟုတ်လားကျုပ်တို့ကဘုန်းကြီးတွေကလေတရားဘလောက်ရှိကြီးပိဋကတ်များရင်မမောဘူးသာဓုတန်တာကျယ်လိုက်မယ်ဆိုရင်ပလင်ပေါ်မှာမြောက်ကြွနေသလားအောင်မရတယ်အဲ့ဒီလိုအရသာရှိတာပိဋကတ်ကသာဓုတန်တိုးတိုးလေးဆိုဩငါတရားရှိလို့များစိတ်ကုန်ကြပြီလားမသိဘူးလို့အောင်းမိပြီးတော့ရှေ့ဘာလို့ရမှမသိဘူးဖြစ်နေတာပိဋကတ်ကစိတ်ကုန်သွားပြီလားတဏှာကြီးတော့မခွဲသေးပါဘူးဟုတ်လားအဲ့တော့ပရိသတ်ကကြည်ကြည်လေးသာဓုမရောရင်ပလင်ပေါ်ဘုန်းကြီးကအမောဖောက်လာပြီးတော့ဆင်းပြေခြင်းလေးပေါက်လာတာ3 နာရီဆိုရင်တနာရီခွဲနဲ့ပြန်သွားလိုက်ပါဟုတ်လားအဲ့တော့အယောကောင်းမှအမောတတ်တာဟုတ်လားခင်ဗျားတို့ကဒါမကွေးမြို့ပေါ်မလို့လားမြို့ကျွတ်တို့ဝမ်းနေမြို့နဲ့ကျွတ်တို့ရွာတွေမှာတရားဟောရင်တအားကြီးဖို့ကောင်းတာဟုတ်လားဟာဘာတွေပါလာလဲမလဲပဲရှိတဲ့လူကပဲတောင်းလိုက်ရှေ့မှာချတာဘုန်းကြီးရှိမှာကပဲတောင်းနေဆန်တောင်းနေကြက်သွန်တောင်းနေရှိတာတဲ့ကိုငရုတ်သီးတွေရောအကုန်လုံးယူချတာဆန်တောင်းနေရောအဲ့တော့ကျွတ်တို့ဒေသမှာပြောပါတယ်ဒကမာကြီးတယောက်ကတရားပွဲကျင်းပတယ်ဥဆောင်တာပေါ့လေကဲညကြရင်လာခဲ့ကြအောင်ဗာတိန်ထော်တွေဝင်ထွက်မိုးလင်းရတဲ့တေဝါလုံးပတ်ပြီးတော့စီယုံလိုက်တာပြိဿရဲ့ညတရားပွဲတာရောက်သွားတယ်သူအိမ်မပြန်သေးဘူးအဲ့တော့တရားပွဲအချိန်လေးရောက်ရွာတွေကလာကြတာပေါ့ဆန်တောင်းစီတောင်းပဲတောင်းငရုတ်သီးသူ့ဟာတူတောင်းလေးတွေနဲ့လာကြတာပြီးတဲ့အခါကျမှခောဘကဘာလို့လဲဆန်အောင်ဆန်ရင်ပဲကိုပေးရင်ငရုတ်ချင်းကြက်သွန်ရောပြီးအိတ်တွေပိုင်းနဲ့ထက်ပြီးတော့မှကားပေါ်တင်ပေးလိုက်ရတာဟုတ်လားအဲ့တော့ဒကမာကြီးကတရားပွဲလဲစသူရှင်းစောနဲ့တရားနာတနေ့အကုန်လုံးသူကလည်းပင်ပန်းထားတော့စိတ်ကလည်းပြင်းနေတဲ့အခါဘုန်းကြီးကိုကြည့်ဟုတ်လားဘုန်းကြီးကလည်းအဲ့ဒီနေ့သူ့တရားသူမှန်မှန်ဟောတာပါပဲဟောနေတဲ့အချိန်ကျမှဒကမာကြီးကတရားလည်းစိတ်မပါပဲဟိုတိတိနဲ့ဘာတွေ့တော့ငါမနေ့ကအိမ်ကပြန်လောင်းထွက်လာအိမ်တော့မခက်ခဲမှုတော့ဟုတ်လားအိမ်တော့မခက်ခဲတာအဲ့ကြမှာသတိရပြီးတော့သွားပြီကုန်ပြီထင်တယ်ခေတ်ကလည်းတခိုးကြဖို့ပေါ်ပါပြီတင်တယ်ဟုတ်လား
အဲ့တော့အိမ်ကိုစိတ်ရောက်သွားလိုက်တာပြိဿကြီးတရားကိုဖြောင်းဖြောင်းနာလို့မြန်ဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်ဟိုဘက်မျက်စောင်းထိုးလိုက်ဒီဘက်မျက်စောင်းထိုးလိုက်ထိုးရင်လည်းဘသူစီရောက်လဲဘုန်းကြီးကိုကြည့်လို့အမလင်းတော့ရှည်လိုက်တာမပြီးနိုင်ဘူးဟုတ်လားအိမ်သာကုံသွားရင်ထင်းမနှက်ဖန်လမ်းစိတ်မလူတော့ဘူးဟုတ်လားစိတ်တူတူနဲ့ဘုန်းကြီးအန်ကျိတ်မော့ကြည့်နေပြီးတော့ဘာသွားတွေ့တော့ရှေ့ကပဲတောင်းနေဆန်တောင်းနေလည်းပွားလန်းနေကြည့်အမလီပြီးရင်ငါဒါတွေလိုက်ပေါင်းရင်ကိုအချိန်ကတော်တော်နိုင်ဝက်လောက်ကုန်မှာကဲမထူးဘူးဟောစံကိုတော်လည်းဟောကြတော့ဟောကိုလည်းကိုတောင်းနဲ့ခုတည်းကရောထားတော့မယ်ပဲဆန်းရောထားတော့မယ်ရောတော့မယ်ဆိုဟိုနာတောင်းလေးဒီနာရွှေ့နီးရဆွဲပြီးတော့သူကြည့်ဒီလောက်အလိုက်မသိတဲ့ကိုတော့မနှက်ကြရင်တော့ကြောင်ရွေးပြီတော့ဟိုက်ပဲနဲ့ဟောဒီဆန်ကရောကိုထည့်လိုက်အောင်ဟုတ်လားစိတ်တူတူနဲ့ပဲတောင်းကြီးဆန်တောင်းကြီးနဲ့ကပ်ပြီးတော့သူ့လက်ပိန်ပိန်လေးနဲ့မကြည့်ဟုတ်လားမကြီးရွေးမနှက်ဖန်ရွေးပြီးတော့ဟုတ်လားစိတ်ကလည်းတူတူနဲ့တခါတည်းပဲတောင်းကြီးမကြည့်နိုင်ရင်သူတခါတည်းရောတော့မယ်ဘုန်းကြီးကလည်းပလင်မွားကြည့်နေဒကမကြီးလှုပ်စီနဲ့ဘာလုပ်နေပါလဲဟုတ်လားအဲ့တော့ပဲတောင်းတွေဆန်တောင်းတွေရွေးဘုန်းကြီးဒုက္ခပဲမမြင်မဆန်းနဲ့ဟိုမှာပဲနဲ့ဆန်နဲ့ရောတော့မယ်ဟုတ်လားဒကမကြီးအဲ့ဒါပဲတွေသွားမရောနဲ့လို့ပြောရင်လည်းဘုန်းကြီးလောဘကြီးတာလူတီအောင်မယ်ဟုတ်လားအဲ့တော့ဒုက္ခပဲမောငါတော့တောင်းမှာကြောက်မှာသကောမရှိမှမရှိတညာလုံးဟောတာမောရတဲ့အထက်မနှက်ဖန်ဒီပဲနဲ့ဆန္ဒတညီကိုယူရရင်တော့သွားပြီဟုတ်လားဘုန်းကြီးရတယ်ပလင်မောနဲ့အဟောမဖြောင်းတော့အောက်ကဒကမလည်းအနာမဖြောင်းတော့ဟုတ်လားကဲဒီလောက်တော့လည်းမသိတဲ့ကိုတော့မောသံပြီးရွေးအောင်ဟဲ့ဆိုပြီးတော့ဆန်တော့မနိုင်နိုင်နဲ့မတဲ့ပဲတောင်းထဲမှာနှခမ်းတင်မတော့တဲ့အချိန်လေးရောက်ရင်ဘုန်းကြီးကမတတ်နိုင်တော့ဘူးဟေးဆိုလေးတန်ပြောင်းဘုဇတိတိဗုဒ္ဓဘုဇတိတိဗုဒ္ဓဆိုတော့လေးတန်လေးနှွဲ့ပြလိုက်တော့ဒကမကြီးကမော့ကြီးဟဲ့ငါဘုန်းကြီးဟောလျှော့ဖြစ်သွားပါလားဘယ်လိုဖြစ်တာလဲမော့ကြည့်ပြီးတော့ဒကမကြီးမော့ကြည့်တဲ့အချိန်ကျမှမျက်လုံးချင်းစုံတော့ဘုန်းကြီးကအထာလေးနဲ့ဘုဇတိတိဗုဒ္ဓပင်နဲ့ဆန်နဲ့မယောငါမပြောရင်ရောတော်မည်ရောဘဂဝါအကျင့်ဘုရားရှင်ကိုရောမြတ်ကြီးသည်ဟုတ်လားဘုန်းကြီးကအထာလေးနဲ့လို့လိုက်တော့မှဒကမကြီးကဘယ်နဲ့ဘုန်းကြီးပဲတွေဆန်နေလဲပါလေဘာတွေဟောနေတာမှလားဘုန်းကြီးမော့ကြည့်ပြီးတဲ့အချိန်ဒကမကြီးမော့ကြည့်တဲ့အချိန်ဘုန်းကြီးကနောက်တစ်ချိန်ထပ်ပြီးတော့မျက်လုံးချင်းဆုံးမှလက်လေးနဲ့ကံကဘုဇတိတိဗုဒ္ဓပင်နဲ့ဆန်းနဲ့မယောငါမပြောရင်ရောတော်မည်ရောဘဂဝါအကျင့်ဘုရားရှင်ကိုရောမြတ်ကြီးသည်ဆိုတော့မှဒကမကြီးသဘောပေါက်တယ်ဩတဲ့ဘုန်းကြီးငါရောမှတိသွားပြီတဲ့ရောတော့ဘူးဆိုအဲ့ကြမှာတောင်းလေးပြန်ချဟုတ်လားကဲတရားဝဲပြီးမှပင်လေးပင်ဆိုင်ရောတော့ဘုန်းကြီးနောက်ထပ်မောစရာကြံသေးလားအဲ့တော့အယောမှန်မှအမောတတတာဟုတ်လားခုလဲဟောမို့ပရိသေတတိဆိုရင်သာဓုလေးတော့ကြေခေါ်မှာပေါ့ပလင်မွားဘုန်းကြီးဟာငါဟောတာများမကြိုက်တော့ဘူးလားတတိကလည်းတူလိုက်တာသာဓုကလည်းတူလိုက်တာဆိုရင်စိတ်ပြက်တယ်ဟုတ်လားအဲ့ဒါဒီခါကြည့်လို့နော်ဘုဇတိတိဘုဒ္ဓောနဲ့တွေ့မယ်ဟမ်အဲ့တော့ပရိသေအခုမိဘနှစ်ပါးရဲ့ကျေးဇူးကိုကျင့်အောင်ဆက်တဲ့နည်းတွေရမသွားဘူးလားကဲအဲ့ဒီကျင့်အောင်ဆက်တဲ့နည်းတွေသာသိလိုက်တယ်ကိုသုံးသက်ကြည့်စမ်းပစ္စည်းနဲ့ကျေးဇူးဆက်ရမယ်ငါးနည်းဟာကိုယ့်အတွက်ပြည့်စုံပြီလားတရားနဲ့ကျေးဇူးဆက်ရမယ်နည်းရောပြည့်စုံပြီလားမပြည့်စုံသေးဘူးအရှင်သာရိပုတ္တရာလိုပုဂ္ဂိုလ်ကြီးတောင်မှအမေနို့ဘိုးကိုကြည်အောင်မဆက်ဖဲနဲ့ဒီလောကတွေကပြန်ထွက်သွားရဲ့အရှင်သာရိပုတ္တရာမထေရမြတ်ကြီးလည်းပဲဟောဒီလောကကြီးတွေကမထွက်ခင်အချိန်လေးမှာအမေနို့ဘိုးကိုကြည်အောင်အမေအဖေချွေးဘိုးကိုကြည်အောင်အမေကိုနောက်ဆုံးကျေးဇူးဆက်တရားဟောကြားပြီးတော့အမေနှလုံးသားမှာတရားသီလစာကပညာတရားတွေကိုတည်တတ်စေခဲ့ပါတယ်ပရိသတ်ရေရှင်တော်မြတ်ဖရာဆိုရင်လည်းကြည်လိုက်ကြပါဦးမြတ်စွာဘုရားရဲ့မေတော်မာယာပြိဋိနိဗ္ဗာန်စံပြီးတဲ့အချိန်မိရွေးတော်ခောရမီကပဲရှင်တော်မြတ်ဖရာကိုမွေးဖွားရင်းနဲ့မကြည်ပြင်းခဲ့ရဘူးလားဒီတော့မေတော်မာယာ9ရက်အတွင်းနိုင်ရွာဆန်သွားတဲ့အခါကျတော့မြတ်စွာဘုရားလူလားပြောင်းလို့သားကြီးလူလားဖျားဖြစ်တဲ့အချိန်မှာအမေလောကမှာရှိသေးရဲ့လားမရှိတော့ဘူးသို့တော်ပြိဿရဲ့အမေဘယ်မှာရှိသလဲဆိုတာတပ်ပင်ညုတရွှေဉဏ်တော်နဲ့ကြည့်လိုက်တော့အမေဘယ်မှာရောက်နေတယ်ဒါဝရိသနတ်ပြည်မှာရောက်နေတဲ့အမေရဲ့ကျေးဇူးတွေအမေဒီအဲ့ဒီအချိန်မှာနတ်သားကြီးတယောက်ဖြစ်နေပြီမဲ့လောကီလူဘဝတော်ကအမေကိုကျေးဇူးမဆန်ရတဲ့ဘုရားရှင်အမေကိုကျေးဇူးတရားတွေတုံ့ဆက်ခြင်းတဲ့အတွက်ကြောင့်တာဝရိသနတ်ပြည်မှာတဝါဝါကတ်တော်မူလို့အဘိဓမ္မာတရားဟောကြားရင်းနဲ့အမေဖြစ်ခဲ့တဲ့နတ်သားကိုကျေးဇူးဆက်တော်မူခဲ့ပါတယ်ကဲမြတ်စွာဘုရားရောကျေးဇူးမဆက်ဘူးလားဆက်တယ်
မြတ်စွာဘုရားကျေးဇူးဆက်တရားဟောကြားလိုက်မှမေတော်မိနတ်သားဟာအဲ့ဒီအချိန်ကျမှသောတာပန်တည်တာဟုတ်လားဒီတော့အရှင်သာရိပုတ္တရာမထေရမြတ်ကြီးကျေးဇူးအဆက်ကောင်းတဲ့အတွက်ကြောင့်အမေဒီဘုရားတရားသံဃာယရဏမြတ်သုံးပါးကိုယုံကြည်သွားတယ်သီလပြည့်စုံသွားတယ်ပေကံစွန်ကျဲလူရန်သွားတယ်ယုတ်တရားနံတရားအပေါ်မှာဝိပဿနာတရားတွေနဲ့ရှုမှတ်ပွားများလို့အထုံးတော်မူသွားပါတယ်ရှင်တော်မြတ်ဘုရားရဲ့ကျေးဇူးအဆက်ကောင်းတဲ့ပုံစံတွေကြောင့်မေတော်ဖြစ်ခဲ့တဲ့နတ်သားနဲ့တကွာဒါဝရိန္ဒနတ်ပြည်ကနတ်တွေသောတာပန်တည်တဲ့ပုဂ္ဂိုလ်တွေတည်ကြတယ်တရားတို့တရားမြတ်တွေနာကြားခွင့်ရတဲ့ပုဂ္ဂိုလ်တွေလည်းမြောင်များစွာရခဲ့ပါတယ်ဒီတော့ဖယားလည်းကျေးဇူးဆက်ရတာပါပဲအရှင်သာရိပုတ္တရာလည်းကျေးဇူးဆက်ရတာပါပဲဒီပုဂ္ဂိုလ်ကြီးတောင်မှကျေးဇူးဆက်ပြီးမှလောကကြီးကပြန်ထွက်သွားတယ်ဆိုရင်ကျေးဇူးမဆက်ဖဲနဲ့သာကျုပ်တို့ခမည်းတော်သွားကြရင်ပြိတ္တာရေဘေကိုရောက်မယ်လို့ထင်ပါသလဲပျော်တဲ့လူတွေသွားကြကျုပ်တို့တော့မလိုက်နိုင်ဘူးနေခဲ့မယ်ဟုတ်လားဟမ်အဲ့တော့ကျုပ်တို့ဆိုတော့ကျုပ်ပြောမယ်ကျုပ်ကလည်းပြောရင်အာတွေ့နိုင်မရတာဟုတ်လားခမည်းတော်ဒီမကွေးမှာကျုပ်တို့သုံးတာအတူတူပေါ့ကျုပ်တို့အညာသားတွေကကျုပ်ပဲသုံးတာလေအဲ့ဒါလေအောက်ဖက်ရောက်သွားရင်မရဘူးဟုတ်လားအညာသားတွေခေါ်တဲ့တရားထဲမှာကျန်တာတွေအကုန်ကြိုက်တယ်အဲ့ကျုပ်ဆိုတာကြီးကိုမုန်းတာလေဟုတ်လားဒုက္ခပဲလို့ကျုပ်တို့ကလည်းငငယ်တည်းကကျုပ်နဲ့ပဲကြီးလာတယ်ကျုပ်ပဲပြောတတ်တယ်ပြောလို့ဟုတ်လားမုန်းပါတယ်ဆိုတော့နှစ်ကြော့လောက်ထပ်ထပ်ပြောနေဟုတ်လားအဲ့တော့တခါကြရင်သူတို့ပြောတယ်တော်ရန်အပြစ်မပြောနဲ့လို့အညာမှာကခင်များကျွန်တော်ဖြာကျုံတော်တင့်လျော်အောင်ဟဲ့ပြောပါကွနင်သုံးငါသုံးအရင်သုံးတစ်သလုံးကွမပြောနဲ့ဆိုပြီးတော့ဆရာတွေကရည်ကြီးမှုစကားသင်တော့အဲ့တိုင်းသင်တာခင်များကျွန်တော်ဖြာကျုံတော်ဆိုတာရိုင်းတဲ့စကားမဟုတ်ပါဘူးလို့ကဲပြိတ္တရိုင်းသလားတော်ရန်မပြောနဲ့ရန်ကုန်ရောက်ရင်မှတ်တာနော်ကျမတို့နဲ့ကျင့်ခဲ့ဟုတ်လားရှင်နဲ့ကျမတို့ကျင့်ခဲ့ဟုတ်လားကျတို့ရွာကလေးတွေမြို့ခေါ်လာတဲ့အခါကျတော့ဟိုရောက်ရင်ဆရာတော်ကကျုပ်တွေတော်တယ်မပြောနဲ့နော်ရှင်နဲ့ကျမနဲ့ပြောရှင်နဲ့ကျမနဲ့ပြောဆက်နဲ့ပြောနေဟုတ်လားကလေးတွေကလည်းအဲ့ဒါကိုသင်နေတယ်မှတ်လို့ဟုတ်လားဒီလေးရောက်ဟဲ့ဆမ်းပြီးဆိုရှင်နဲ့ကျမသူထူတာရှင်မဟုတ်တော့ဘုန်းကြီးကရှင်နဲ့ကျမနဲ့ပြောဆိုတော့နှစ်ခုပေါင်းတစ်ခုမှတ်နေတာဟုတ်လားဟဲ့ဆမ်းပြီးလာသားရှင်နဲ့ကျမဟုတ်လားခုလဲသင်လဲတရားသင်ခဲ့ကြအောင်ဟုတ်လားအဲ့တော့ကျုပ်ကကျုပ်ပြောနေတဲ့အခါကျတော့မကြိုက်တော့လေဒုက္ခပဲလို့ကျုပ်တို့စီမှာလို့ကျုပ်ဆိုတာမရိုင်းပါဘူးခင်များလည်းမရိုင်းဘူးနော်လို့ခင်များကြီးဆိုရင်တော့ရိုင်းတယ်လို့ဟုတ်တယ်မလားခင်များကြီးကျုပ်ကိုဒီတိုင်းမကြည့်နဲ့ခင်များကြီးဒီတိုင်းမပြောနဲ့ဆိုရင်မရိုင်းဘူးလားခင်များဆိုတာရိုင်းသလားမရိုင်းဘူးအဲ့တော့ကျုပ်ကပြောတယ်ခင်များတို့တော်ရန်အပြစ်မတင်နဲ့လို့တစ်ခါမှကိုမှန်တယ်ထင်ပြီးတော့မှားနေတာတွေအများကြီးနော်လို့ကျုပ်အဖြစ်လေးပြောပြမယ်ဆိုပြောပြခဲ့တယ်ဟုတ်လားအဲ့ဒီကျမှသူတို့သဘောပေါက်သွားတယ်ကျုပ်ပြောခဲ့တဲ့အကျုပ်ဖြစ်ခဲ့တဲ့အဖြစ်ကလည်းပြိတ္တတော်တော်ဝမ်းနည်းစရာဦးဇင်းက95ဟိုးချင်းပြည်နယ်ပလက်ဝသာသနာပြုသွားသေးတယ်အဲ့ပလက်ဝမှာဘာတွေရှိလဲခမီးလူမျိုးတွေချင်းလူမျိုးတွေမီဇိုလူမျိုးတွေတက်လူမျိုးတွေအဲ့လိုလူမျိုးတွေများတာအဲ့တော့လူမျိုးတစ်မျိုးရဲ့စကားပေါ့လေအဲ့ဒီလူမျိုးတစ်မျိုးရဲ့စကားကိုကျုပ်ကသင်လိုက်တာမသင်လို့ကလည်းမရဘူးအဲ့ဒီလူမျိုးတွေအဲ့ဒီပလက်ဝမြို့မှာကြီးစိုးတဲ့အခါကျတော့ကျုပ်ကနေကျောင်းမှာကျောင်းသားလေးရတယ်အဲ့ဒီလူမျိုးတွေပဲကျုပ်မွေးတာဒီတော့ဖြစ်ပုံကပြိတ္တကြီးလူမျိုးကြီးခေါင်းဆောင်တခါကြီးရဲ့သမီးကကျောင်းဆရာမအကုန်လုံးပြောရင်တော့အပြိုကြီးဟုတ်လားသူကလည်းကျောင်းဆရာမပြိုကြီးတစ်မျိုးလုံးကိုဩဇာညောင်းတယ်သူ့ကိုကြောက်နေရတာအဲ့ကျုပ်ကလည်းဒီကခတ်စွာသွားကိုတော့ဟိုမှာယဉ်ကျေးမှုသင်တန်းတွေပေးတရားတွေဟောဆိုတော့တခါတဲ့ယဉ်ကျေးမှုသင်တန်းပေးတဲ့အချိန်ပဲသူကနေဒီဘုန်းကြီးလာတာလေစွာလွန်းနေဆိုပြီးတော့ကလေးတွေကိုကျုပ်ယဉ်ကျေးမှုသင်တန်းပေးတဲ့စနေတနင်္ဂနွေကိုကျူရှင်မတက်မနေရကျူရှင်မတက်တဲ့လူစာမျိုးချပြမယ်ဆိုတော့ပရိသတ်ကြီးကျုပ်မှစာမျိုးချတယ်မှမရှိပဲသူရှိတယ်သူရှိပဲသွားကြတာပေါ့ကျုပ်ဟာငါကလေးတွေပဲရောက်ကုန်တော့ဆရာမကလည်းကျူရှင်မတက်ရင်စာမျိုးချပြမယ်ဆိုလို့တဲ့တပည့်တော်အဲ့ပဲသွားတော့မယ်ဆိုဟာဆရာမဒါတက်ငါ့ကိုညစ်ပတ်တာပဲအဲ့နဲ့မထူးကျုပ်ကလည်းမာယာကောင်ဘာညာကိုလို့စီဝေးထိုင်ပြီးတော့ဒါကျုပ်ရက်ကိုတော့မလုပ်ကြပါနဲ့ကျုပ်ကိုပေးပါဆိုမေတ္တာရက်ခံတော့မာယာကဥက္ကဋ္ဌရက်နဲ့ဆရာမတဲ့ကို့လို့ပါဒါမှတ်ပါတယ်ဆရာမစနေတနင်္ဂနွေဘယ်တော့စာသင်မှုလို့ဒီစာသူ့ဟာသူဆရာတော်သူ့လို့သူလုပ်ပါစေဆိုတော့ကျုပ်ကနိုင်သွားတယ်ပေါ့နိုင်သွားတယ်ပြိဿကြီးကျုပ်စာသင်ခွင့်တော်ရတော့တယ်ဆရာမနဲ့ကျုံနေရတော့ရှင်ကန်းကိုပြတ်ရောက်တာဟုတ်လားမြို့လေးကတစ်မြို့လုံးမှာလမ်းတလမ်းလည်းရှိတယ်ကျုပ်ကကျောင်းကထွက်လာရင်ဒီလမ်းသူကအိမ်ကထွက်လာရင်ဒီလမ်းသူကယုံလာရင်ဒီလမ်းကျုပ်ကကျောင်းလာရင်ဒီလမ်းဆိုကျုပ်တို့နှစ်ယောက်များဘလောက်မေတ္တာရှိဆိုကျုပ်ကိုမြင်ပြီဆိုရင်သူကနီးရအိမ်ဝင်သွားတာဟုတ်လားကျုပ်ကလည်းသူ့မြင်တာနဲ့နီးရနေဝင်ချသွားတာတခါတည်းကသူသွားတော့ပြီကိုသွားတော့ပြီနဲ့ထွက်အတက်ပြန်ဆုံးနေတယ်အဲ့ဒါလောက်ဒီမေတ္တာရှိတာ
အဲ့တော့လေဘလို့မညှိလို့မရဝန်ထမ်းတွေကလည်းနည်းနည်းလေးအရာရှိတွေကကိုဗမာတွေကနည်းနည်းလေးဆိုသူတို့ကလည်းစိတ်မကောင်းကြဘောညှိကြပြောကြဘလို့မှမရအဲ့တော့သွားပြီငါရာဆိုရင်တော့တွင်ပြီပေါ့လေအဲ့ဒါနဲ့ကလေးတွေကိုပြောတယ်ပြန်တော့မယ်နေမနှက်ပံတပတ်ခါဆိုပြန်တော့မယ်ငါမနှက်ပံတရက်ပဲနေရတော့မယ်ကွာလို့မင်းတို့ဆရာမကြီးကိုပြောလိုက်ပါလို့ငါတို့ဗမာလူမျိုးတွေကနှိမ်တာမဟုတ်ပါဘူးကိုယ့်အလုပ်ကိုလုပ်တာအကြောင်းမညီညွတ်လို့ဖြစ်သွားတာပါမင်းတို့လည်းလူမျိုးရေးအစွဲတွေမထားနဲ့တော့အာသားတို့ကဘာမှမပြုတ်ဖုံဖုံနဲ့မင်းတို့တောင်းပန်လိုက်ပါကွာလို့ငါကိုယ်စားပြောလိုက်ပါလို့ဟာမတောင်းပါဘူးနဲ့ဖုံဖုံကိုယ်တိုင်ပြောလိုက်ပေါ့တဲ့သားတို့ဘိန်းနာမှာနေပေးမယ်ဟာစင်ပြေလိုက်လားဟုတ်လားမင်းတို့တော့လို့ငါ့ကိုဘာတွေပြောခိုင်းမှာဟာဖုံဖုံနဲ့တပည့်တော်တို့လူမျိုးစကားနဲ့ပဲပြောလိုက်ပေါ့တဲ့အဲ့ဒါဆိုရင်ဆရာမသဘောကျပြောကွာဒီငါမင်းတို့ငါဗမာဝကြပြောပြမယ်မင်းတို့ငါမင်းတို့စကားနဲ့သင်ပြတာငါပြောမယ်ဆရာမတယောက်နဲ့တယောက်ခွင့်လို့ကြပါစို့ငြင်းညမ်းကြပါစို့ကြိုလည်းပြန်တော့မှာငါအဲ့ဒါပြောချင်တယ်ဟာဖုံဖုံလွယ်လွယ်လေးဘယ်လိုပြောရမလဲဆရာအမရွေစီနာဖို့လို့ပြောလိုက်တယ်ဟာအမရွေစီနာဖို့ဆိုတာဘာလဲဟာငြင်းညမ်းကြပါစို့ခွင့်လို့ကြပါစို့လို့ပြောတာဟာကောင်းလိုက်တဲ့စကားပါဟုတ်လားကြက်တာအဲ့ဒီညာပြေးမရောနိုင်ဘူးဒါလျှောက်လက်ဟန်ချင်ရနဲ့မျက်နှာဆရာမအမရွေစီနာဖို့ဟလားပေးလေးနဲ့ဟလားမနဲ့မိုးလေးပြောဖို့တော့ကိုစကားထစ်မှာဆိုဆရာမအမရွေစီနာဖို့ကျင့်လိုက်လမ်းလျှောက်လိုက်တညာလုံးကျင့်နေအလုပ်ကိုဖြစ်နေဟလားမနဲ့မိုးလေးကြတော့ကျွန်တော်လက်ဖက်ဆိုင်မှာဆုံနေကြအောင်ဗမာနည်းနည်းလေးပဲအရာရှိတယ်ကျွန်တော်ဒီနေ့ဆရာမကြီးလိုက်ခေါ်ရတော့ကျုပ်ဆရာမကိုနှုတ်ဆက်နေတယ်ဟာကောင်းတော့မို့ဆရာတော်ရဲ့တဲ့ကိုကဘုန်းကြီးပဲကိုဘက်ကဘာနာတိချပေးလိုက်တာကောင်းပါသူတို့ကလည်းဝမ်းနေသားနေတာခေါ်ပြအောင်လားခေါ်လို့မှသူတို့စကားနဲ့ကိုနှုတ်ဆက်မှာဘာစကားတော့မဟုတ်ဟာကောင်းတယ်ဆရာတော်ချတယ်ဟဲ့လားသူတို့ကလည်းလူပြောတွေဆိုတော့ဆရာမကြီးလည်းလာအောင်ပြိဿကြီးဆောင်းလာလဲလာဆရာမလာအောင်နဲ့သူတို့လည်းခေါ်တော့လာတော့ရာရှိတွေဆိုတော့ဒီမှာတဲ့ဆရာတော်ကမနှက်ဖန်ပြန်တော့မှမလို့နှုတ်ဆက်မလို့တဲ့ကိုကလည်းပြုံးမှာပဲမာနကိုအပြတ်ချထားတာဆရာမလို့ကျိုးတို့လည်းဘာမဟုတ်တဲ့ကိစ္စလေးနဲ့ဘုရားဘာသာအချင်းချင်းမကောင်းပါဘူးလို့ကျိုးလည်းမနှက်ပံပြန်တော့ဆရာမလို့တယောက်နဲ့တယောက်ဒီလိုကြီးခွဲရတာမကောင်းပါဘူးလို့ကျုပ်ဆရာမဟုတ်လို့ဆရာမတို့စကားလေးနဲ့ပဲနှုတ်ဆက်ပါမယ်အမရေစီနာဖို့ဟုတ်လားလက်ဖက်ရည်တိုင်းမှာခုံနေတဲ့ပဲလေးနဲ့အမရေစီနာဖို့လို့လွယ်တာလားအမလေးပရိသတ်ငြင်းငြင်းရေးရတယ်မထင်တော့ဖုံဖုံတော်ဆိုပြီးတော့ဟာလက်ညှိုးကြီးထိုးပြီးအင်းကျိတ်ဆောင်းနဲ့ထွက်တော့သွားပြီလို့ကိုကလည်းဒေါကန္တာပေါ့ဟာဆရာကရိုင်းလိုက်လားကွာလို့ချင်းချင်းနဲ့မေတ္တာကြီးတောင်းပန်တာတော့မှငါလာပြီးစော်ကားပေါ်ကလှုပ်သွားရဆိုလေဟာဘုံဘအဲ့ဒါဘာပြောလိုက်တာလဲဟာဒါငြင်းညမ်းကြပါဆိုခွင့်လို့ကြပါဆိုလို့ပြောတာပေါ့လေကျုပ်ကလည်းချင်းချင်းနဲ့ရှင်းပြနေတော့နောက်ကလက်ဖက်ရည်ပြောတဲ့ကောင်နှစ်ဖူးပုတ်ပြီးထွက်လာဟာဘုံလှုပ်ချလိုက်ပြန်ပြီတဲ့ဟာဘာဖြစ်တယ်တော့ဟာကြီးကောင်လို့ဟာဘုံဘာလို့အဲ့လိုသွားပြောတာလဲဟာမင်းညငါတပည့်တွေမှာငါတင်တန်းတက်ထားတာတညာလုံးကျင့်ထားတာဒါအမရေစီနာဖို့ဆိုငြင်းညမ်းကြပါဆိုခွင့်လို့ကြပါဆိုမဟုတ်ဘူးလားဟုတ်တယ်လေတဲ့ဟုတ်တာဘာလို့ကိုကငါ့ကိုသိဆိုဟုတ်တယ်ဆိုတာကမဟုတ်ဘူးတဲ့ဟာမင်းဥစ္စာရှုပ်ကိုဟုတ်တယ်မဟုတ်ဘူးဆိုဘာတော့ဟာလို့မင်းဆိုဟုတ်တယ်ဆိုတာဖုံဖုံနဲ့တပည့်တော်နဲ့ဆိုရင်တော့ဟုတ်တယ်တဲ့တပည့်တော်တယောက်တယောက်ရံဖြစ်ပြီလားအမရေစီနာဖို့ငြင်းညမ်းခွင့်လို့ကြပါဆိုငြင်းညမ်းဆိုဟုတ်တယ်အဲ့ဒါကပြောတာဒကမတွေလည်းကြတော့အဲ့လိုမရဘူးအဲ့လိုပြောလို့မရဘူးတဲ့ဟာဒကမတဲ့ဆိုဘာတိတ်ပဲထွက်တယ်အတူတူနေရအောင်လို့ပြောတာတဲ့အမလေးမှားလိုက်ပုံအဲ့တော့ဟိုမှာအပြိုကြီးတော့အတူတူနေရအောင်ဆိုတင်းပြီပေါ့ဟုတ်လားဟမ်ပြောတဲ့လူကလည်းကြည်ိုဒီမှာဘာမှမရှိတဲ့ဟိုမှာကရုံသွားအဲ့တော့ဟောအန်ကျိတ်သွားတာတော်သေးတာငါကံကောင်းတာပဲလို့ယူနေဘက်ကလည်းမပေါက်ခဲ့တာတော်သေးတယ်အဲ့တော့တခါမှလို့ခင်ဗျားတို့ကိုမှန်တဲ့တပည့်မှားနေတာအများကြီးတော့ဟုတ်လားအမရေစီနာဘုရားယောက်ျားကြီးဆိုတော့ငင်းညာဟုတ်တယ်တဲ့မိန်းကလေးနဲ့ကျတော့အတူတူနေရအောင်ဆိုတော့သွားပြီပေါ့ဟုတ်လားအဲ့ဒါကြောင့်ရန်ကုန်ရောက်အခြေအနေကြည့်ပြောနော်ရှင်နဲ့ကျမပိုင်မလုံးနဲ့ဟုတ်လားအဲ့ဒါရန်ကုန်ကလူတွေအဲ့လိုပြောမှပဲသဘောပေါက်တော့တယ်ဟုတ်လားဒါတော့ဦးဇင်းတို့ပြောချင်တာကမိဘကျေးဇူးကိုခုကြည်အောင်ဆက်တဲ့နေ့ဦးဇင်းပေးပြီးပြီဖះရှင်ဆက်တဲ့အကြောင်းဟောပြီးပြီအရှင်သာရိပုတ္တရာဆက်တဲ့အကြောင်းဟောပြီးပြီဒီလောက်နဲ့သိရင်လည်းရပြီသို့တော့နောက်ထပ်ဇက်ကြောင်းတစ်ခုဟောခြင်းသေးတယ်တဏှာရီတော့အချိန်ကုန်ပြီမလားသိကြပြီနော်သိကြရင်ပြီးတာပါပဲဟုတ်လားအားလုံးတို့ပြိတ္တတွေကျေးဇူးဆက်တတ်အောင်လို့ပါဟုတ်လားအမေတို့အဖေတို့ရဲ့မွေးကြွေးစုကိုဆက်တတ်ဖို့ရန်နှုတ်ဘိုးကိုကြည်အောင်ဆက်တတ်ဖို့ရန်ပစ္စည်းနဲ့ကျေးဇူးဆက်ခြင်းတွေလည်းသိအောင်ပြောကြားခဲ့ပြီးပါပြီတရားနဲ့ကျေးဇူးဆက်ခြင်းလည်းပဲဟောကြားခဲ့ပြီးပါပြီအရှင်သာရိပုတ္တရာမထေရမြတ်နဲ့ဘုရားရှင်တို့ရဲ့တရားဓမ္မနဲ့ကျေးဇူးဆက်တဲ့ဤလေးလည်းပေးခဲ့ပြီးပါပြီအေးမြတ်စွာဘုရားလက်ထက်တော်ကာလတော်ကယဟန်တော်တစ်ပါးရဲ့